မျက်ကမ်းယုံကြည်မှုပေါ့နော်မျက်စိနဲ့ပြီးတော့ယုံကြည်တာကောင်းလားဆိုကောင်းလို့ပဲချီးကျူးရဲဆိုတာချီးကျူးခြင်းမှချီးကျူးရတယ်ချီးကျူးတိုင်းမှချီးကျူးရတယ်ယုံတိုင်းမှယုံရတယ်မယုံနေတာတော့ယုံနေတာတော့ဒီလိုရှိရမရှိတော့အကုန်လုံးပြီးတော့ယုံလို့ရှိရင်မျက်ကမ်းယုံလို့ပေါ့နော်မျက်ကမ်းယုံတဲ့ပုဂ္ဂိုလ်ကဘာမှအခြေအနေမှန်ကိုမသိဘူးယုံကြည်တာလေးတစ်ခုပဲရှိတယ်စာပေကျမ်းမှာဘလဝတ္တတော်မူတတ်တယ်ဘလဝတ္တတော်မန္တပညောဘုရားတဏ္ဍောဘလဝတ္တတော်ဒါတွေကလည်းကောင်းပြီးတော့မန္တပညောစဉ်းစားနိုင်တဲ့ပုဂ္ဂိုလ်ဟာတဲ့ဘုရားတဏ္ဍောအချီးချီးလို့တဲ့ပုဂ္ဂိုလ်ပဲဘာလို့ဖြစ်ကိုပြောနော်အတိညာမရှိတဲ့ချီးလို့ဒါကြောင့်မို့တရားတွေအသက်သက်နဲ့အလုံးမရှိဘူးတဲ့တတ်တာကိုပါလဲဆောက်ပညာဆောက်ရတယ်ပညာနဲ့တတ်တာကိုထိန်းကွက်ပေးရတယ်ဟုတ်လားအဲ့ဒါလိုထိန်းကွက်မပေးလို့ရှိရင်ဘာလို့ဖြစ်ဆိုတဲ့အမြဲတမ်းယုံကြည်မှုမျိုးဖြစ်သွားလမ်းကြီးချောကုန်တယ်ရှင်ဝတ္တိကလည်းမြတ်စွာဘုရားရဲ့ရုပ်ဆင်းပေါ်မှာရှင်ယုံပြီးတော့ဒီတော့ဘုရားပတ္တန်တော်ဘုရားရှင်ကိုသူမေ့တယ်အဲ့ဒီမှာမြတ်စွာဘုရားကတတိပေးတဲ့အနေနဲ့ကေနိဝတ္တိဣမိနာပုတိကာယေနဒိဋ္ဌိနာဝတ္တိစိဇာဝတ္တိဣမိနာပုတိကာယေနဒိဋ္ဌိနာအမြဲတမ်းကြည့်ရှု၍နေတဲ့ဣမိနာပုတိကာယေနဤခန္ဓာကိုအကောင်ဘုတ်ဖြင့်ဖြစ်တဲ့အကိဉ္ဘာအကျိုးရှိရ၏ပုတိကာယဒီလိုခန္ဓာကိုယ်လည်းဖြစ်ဖြစ်ပုတိကာယအုပ်နေတဲ့ခန္ဓာကိုယ်ဟုတ်တယ်မှန်ပါဗျာအုပ်နေတဲ့ခန္ဓာကိုယ်လို့ပြောရင်စိတ်ဆိုးကြပါလားမသိဘူးနော်တကယ်တော့ပုတ်နေတာသိချာလူတွေကလူရဲ့အနံ့ကိုကောင်းတယ်လို့ထင်တာနေ့စဉ်ရေချိုးစားပြတိုက်အမွှေးစရာတွေလင်းချင်တာလို့အဲ့ဒီကအနံ့လေးတွေကကောင်းတာခန္ဓာကိုယ်ရဲ့ပြင်ပေါ်ကတက်တဲ့အနံ့ကအကုန်နာမဲ့တက်တယ်ကိုယ်ရဲ့အနံ့မထွက်ဘူးမှန်ပါဘူးမညာမတာပြောလို့ဆိုလို့ရှိရင်ခန္ဓာကိုယ်ကအကောင်းတက်တာရှိတယ်မရှိပါဘူးဗျာဓဝါရကိုယ်တော်ဓဝါရအမဝရခက်ရတဲ့ယုံကြည်ရတဲ့တိဋ္ဌာတဲ့ခုပါမရှိဘူးမှန်ပါပါဗျာမျက်စိကမျက်ရှိမွေးရမဟုတ်ဘူးဟုတ်တယ်နာကနတ်ပါရှိနှာခေါင်းကနတ်ရှိဘယ်မှာတိဋ္ဌာတဲ့အကြောင်းမရှိဘူးဝိဇ္ဇာရဲ့အနတ်ဆိုတာလည်းတစ်ခုမှမရှိဘူးမှန်ပါအေးဒါကြောင့်လို့ရသော်ကပုတိကာယပုံနေတဲ့ခန္ဓာကိုယ်ကြီးအဲ့ဒီပုံနေတဲ့ခန္ဓာကိုယ်ကြီးအပုံနဲ့ကိုပုံွယ်လို့ရတယ်တဏှာနာနာတို့ပေါင်းတာတို့အမွှေးနာနာတွေနဲ့လိမ့်ပြီးတော့ပုံနေတာဟုတ်ကဲ့ဒီဘုံမချိုးပဲနဲ့တလားတော်နေကြီးပါဘယ်လိုဆက်ကိုယ်တော်ကိုပြည့်နေရတယ်နော်သူများအနတ်မပြောတဲ့ကိုယ်အနတ်ကိုကိုယ်ခံနိုင်မှာမဟုတ်ဘူးမှန်ပါဗျာအဲဒါကြောင့်ဘုရားဆောရကဝေဒနိစေဝေဒနိဒိဋ္ဌိနာအမြဲတမ်းကြည့်ရှုနေတဲ့ဣမိနာပုတိကာယေနဤခန္ဓာကိုအကောင်ဆုံးရှင်ကိန်းအရေရှိရှိရသည်ဒီပုဂ္ဂိုလ်ရဲ့ခန္ဓာကိုကြည့်နေလို့ဘာလို့မှတော့ဖြစ်နေယောဓမ္မပတ္တိသောမပတ္တိယောတိပုဂ္ဂိုလ်ဓမ္မတရားကိုပတ္တိမြင်တွေ့သောတုတရားကိုမြင်တွေ့တဲ့ပုဂ္ဂိုလ်ရာမပတ္တိမကိုမြင်တွေ့သည်ဣတိသောကဝါရှုဘုရားသခင်ရှင်တော်မြတ်တရားသည်အဘောဇာကောင်းစွာလည်းမြင်ကြတော်မူခဲ့ပါပေသတည်းဒါလည်းတတိကဇမဒီမှာရှိကအယူအဆမှားတာမျိုးရှိတဲ့တတိထားဖို့
မြတ်စွာဘုရားကတရားနဲ့ပြင်တဲ့ဘုရားကိုကူးနေတာဘုရားရဲ့ရုပ်အစင်းပေါ်မှာတွေ့တာဆွမ်းလန်းနေတဲ့အရှင်ဘုရားကြီးတတိပေးတဲ့စကားကိုအတိတ်က misinterpretation ကိုအကျိုးပဲကြံစုံမှုလွဲမှားပြီးရှင်းတော့ကဗမာပြည်မှာတချို့ဘလိုတရားဟောကြတော့ကြည့်ပြီးတဲ့မြတ်စွာဘုရားကဒုက္ခနာတို့ကိုကူးမနေတဲ့တရားသိအောင်လို့ဒီတိုင်းကမှန်ပါဘုရားဘုရားတွေကိုရှုပ်ချတယ်ဆိုတာကတော့မမှန်ဘူးဟုတ်တယ်လက်ဆောင်ဘုရားကသူ့မှာကူးရလို့ပြောတာမဟုတ်ဘူးနော်ယုတ်ခဏလေးရပ်ပြီးတရားမရှင်းဘူးဆိုလို့လူရင်းရောက်ပါလားမရောက်ဘူးဘုရားဆရာကြီးပြောတဲ့စကားနဲ့ပြောမယ်ဆိုလို့ရှိရင်အောက်ဆေးကိုလင်းဆေးလုပ်ပြီးကြောက်လာပါဟုတ်ပါလားအဲ့တော့လက်ဆောင်ဘုရားဒီစကားကိုဒီလိုပြောပြောတယ်လက်ဆောင်ဘုရားကြီးခန္ဓာကိုယ်ကိုဒီကူးပြီးတော့ဘာမှကျိုးမရှိဘူးကြတော့မင်းတို့ဘုရားကူးစီရမလို့ဘူးဘုရားကူးရင်ဘုရားရဲ့ဘာသာနဲ့ဆက်ရတဲ့ဖြစ်တဲ့အောင်တော့တချို့ကအော်လေးရှိတယ်အဲ့ဒါတော့မမှန်ဘူးအဲ့တော့ဆောင်းရောက်လာတယ်ပေါ့နော်ဝိကတိကလက်ဆောင်ဘုရားရဲ့ရုပ်ဆင်းပေါ်မှာတွေ့တာနေတဲ့တဏှာကိုရှင်းနေတာအဲ့ဒီတဏှာကိုလျှော့ချဖို့လက်ဆောင်တဲ့စကားကိုအမှန်မှန်လေးပြောလိုက်တာနော်အေးဘုရားဘုရားကိုအပြည့်အစုံမဟုတ်ဘူးယောဓမ္မပတ္တိသောမပတ္တိဟောနောက်ကဆက်လိုက်တာပြန်ကြည့်ပြန်နာယောမပတ္တိသောဓမ္မပတ္တိယောဇိပုဂ္ဂိုလ်မှာငါဘုရားကိုပတ္တိတွေ့ရင်သောဒုငါဘုရားကိုတွေ့ရင်ပုဂ္ဂိုလ်ဓမ္မပတ္တိတရားကိုတွေ့ရင်ဟောဘုရားဟောတာနော်တရားနဲ့ဘုရားနဲ့တွေ့မှတရားသိနိုင်တာမဟုတ်လားဘုရားတရားသိမှဘုရားကိုမြင်တယ်လို့ပဲတရားမြင်မှဘုရားကိုမြင်တယ်လို့ပဲဘုရားနဲ့တွေ့မှတရားကိုလည်းတွေ့နေတယ်အဲ့တော့တရားစကားကိုပြန်လာအဲ့လိုဟောတာနော်အဲ့တော့ဘုရားနဲ့တွေ့တယ်ဆိုတာဘာပဲနဲ့တရားသိဖို့တွေ့တာရသော်ဘုရားနဲ့တွေ့ပြီးတော့တရားနာဖို့ဘုရားရှိကအနိတ္တတရားမှတွေကိုနာယူဖို့ဘုရားနဲ့တွေ့ဖို့တွေ့ရမယ်ဘုရားနဲ့တွေ့မှတရားနဲ့တွေ့တယ်ဟုတ်တယ်မှန်ပါပါအေးတရားတွေ့မှလည်းဘုရားဟာလည်းလုံးဝဆိုလို့ရှိရင်တရားတွေ့ပြီးတော့တရားမတွေ့တဲ့ပုဂ္ဂိုလ်တွေကဘုရားရှိကခေါ်လာတာကိုညာရှိဥပမာတစ်ခုပြောမယ်ပုံစံလေးတစ်ခုပြောမယ်ဆိုရင်ဝိလာရီဒီကလေးဆိုရင်နားရတဲ့မြတ်စွာဘုရားကိုချီးမြှောက်ပြီးတော့သာသနာတော်ဝင်လာသူနဲ့ခတ္တဆိုတဲ့ဉာဏ်တစ်ပါးရှိမြတ်စွာဘုရားကိုရှင်အနန္ဒာလူကြီးပြုစုမှုမပြုခင်ကသူကမြတ်စွာဘုရားရဲ့အလုပ်ပြုဖြစ်နောက်တော့ကပါတနည်းတော့အဲ့ဒီသူနဲ့ခတ္တဉာဏ်ဟာမြတ်စွာဘုရားနောက်ကနေပြီးတော့တပိတ်တင်လိုက်ပြီးတော့ဘုရားနောက်ကလိုက်ဆောရတော့တဲ့အခါဘုရားနောက်ကပါလာအဲ့ဒီပါတော့ဝိလာရီရဲ့မှာဘုရားတွေ့တယ်ဆိုလို့ရှိရင်ခေါ်တဲ့ခတ္တိယဆိုတဲ့ခွေးလိုချင်းတယ်တိရှိတရားကိုသာတွေ့ခွေးလိုချင်းတဲ့အချင်းကိုကုက္ကုရဝတ္တလို့ခေါ်ခွေးလိုချင်းတဲ့ပုဂ္ဂိုလ်ကိုကုက္ကုရဝတ္တိကကုက္ကုရဆိုတာခွေးဝတ္တဆိုတာအချင်းခွေးအချင်းကျင့်လို့ရှိရင်တာယောကလွတ်တယ်လို့ဒိဋ္ဌာဒိဋ္ဌိတရားအရာသူကခွေးလို့ချင်းတယ်နော်လူတော့လူပဲနာမည်လို့ခွေးရဲ့စတိုင်ကိုခန်းတာခွေးစတိုင်တော့အာရုံတိရတယ်မှာဒီဘက်ထောက်သွားတယ်အဲ့တော့လည်းဆိုရင်ခြားလဲခြားလဲတော့ဒီမှာအိတ်တယ်ခွေးကြီးလေးအိတ်တယ်စားတဲ့အခါကျတော့ဇက်နဲ့ထိုးဟာပြီးတော့စားတယ်ခွေးရဲ့အမှုချင်းတွေအားလုံးလိုက်ပြီးတော့ချင်းတယ်ခွေးကိုချင်းတယ်ဆိုတာနော်ရေကြီးပေါ်ပေါ်ပြီးတဲ့ဟာခွေးစားတယ်လို့စားတယ်ခွေးတယ်လို့အိတ်တယ်ခွေးရဲ့အမှုရာတွေအားလုံးလူမြင်ဟောင်းဟောင်းဟောင်းလို့အဲ့ဒါလိုခွေးရဲ့ချင်းနေတဲ့ကောရခတိယဆိုတဲ့ပုဂ္ဂိုလ်လမ်းမှာတွေ့ရတဲ့အခါကျတော့
သူနဲ့ခန္ဓာဉာဏ်ကဘုရားရဲ့နောက်ကတိုင်ရင်းကနေပြီးတော့သူကဘယ်လိုစိတ်ထဲမှာပေါ်လာဒီပုဂ္ဂိုလ်ကခြေတံထူးဆန်းတဲ့အကျင့်ချိုးချိုးချမ်းလူစင်တွေကခွေးလို့ချင်းအဲ့ဒါမှလောရင်းတဲ့မှုရှိတယ်လူလိုနေဘူးပေါ့အဝလည်းမဟုတ်ဘူးခွေးလို့ချင်းလောကမှာဉာဏ်နာဆိုတာဒီလိုပုဂ္ဂိုလ်မျိုးမှာဉာဏ်နာဖြစ်တော့တယ်အဲ့ဒါကောင်းတဲ့အကြောင်းလေးတွေကောင်းတဲ့သင်္ကန်းကြီးတွေဝတ်ပြီးတော့ဒါကမှသူလည်းဆုံးပြီးဆုံးကြတယ်ကောင်းကောင်းစားပြီးရွှေဘုံကြီးတွေမှာနေတာဉာဏ်နာမဖြစ်နိုင်ဘူးသူအတွေးအဲ့လိုပါဟုတ်တယ်အဲ့ဒီချိန်မှာရသော်ရကခန္ဓာကိုယ်ကြီးတိုင်းဆိုတာဘုရားတင်တော်လို့ဆိုဗราတရားရှိတဲ့ပုဂ္ဂိုလ်တွေကစောင့်လို့ပြုထားတာအမှန်တန်ကောင်းတဲ့အကြောင်းရသော်ရကအမှန်ကောင်းတဲ့ခန္ဓာကိုယ်ကြီးကြောင်းဆောင်မှာတင်တော်တယ်တတိယပြုထားတဲ့သင်္ကန်းကိုဝတ်ရုံနဲ့ဘောဓဘာမြင်းကြီးတို့နာရီတတိယတို့ပြုတဲ့ဆောင်းရည်ကိုစားလူလောကမှာအဆင့်မြင့်မြင့်နေခေါင်းကကောရခတိယာကြီးကြတော့ဘဝလည်းမဟုတ်ဘူးနားပေါ်မှာဘုံတော်ကြီးတော့တွေးလို့သွားတယ်ဒီကြီးကိုပုံကျွေးတယ်အဖေလည်းမပါဘူးဟုတ်ဒီကြီးကိုပုံကျွေးတဲ့သမီးကိုတွေးလို့ခါပြီးတော့စားညာနာဆိုတာဒီလိုပုဂ္ဂိုလ်မျိုးမှာညာနာနေမှာပါစိတ်ထဲကတွေးလို့မြတ်စွာဘုရားကသိတယ်ဩရခတိယအပေါ်မှာသူ့လက်ခတ်ဒီလိုတွေးနေတယ်မြင်တော့မြတ်စွာဘုရားကနှုတ်ခတဲ့ရှေ့ကနေမြင်လိုက်တယ်အဲ့တန်ဖိုးမရှိတဲ့မောဟပုရိသမြေလူကလည်းနာမကလိုက်တယ်မြတ်စွာဘုရားကအဲ့လိုမြင်တယ်မြေလူကိုနာမကလိုက်တာအောက်ပါလေဆိုတော့သူကကြောင်သွားတယ်အရှင်ကဘာလို့ဒီလိုမဲရှိတာလဲမင်းကိုယ်နဲ့တွေးနေတာဟုတ်လားအမှုတွေးလို့ရှိရင်ကောရကတိယာကြီးကြည့်ပြီးတော့ရဟန္တာဆိုတာဒီလိုပုဂ္ဂိုလ်မျိုးနေမှာပဲမင်းတွေးနေတာဟုတ်လားကိုယ်တို့ကိုယ်နဲ့ခါရရတယ်ဘောဟုတ်လားရသော်ဘုရားကစိတ်အချမ်းသိရတယ်အဲ့ဒါလိုလဲလိုက်တော့တရားကိုသူကဘာပြန်လျှောက်တော့ဆိုအရှင်များကသူ့ရဲ့လက်ဖို့ခုံတွေကိုမနာလို့ဝတ်လို့ဖြစ်နေလို့လားခရားကိုပြန်ပြီးအပြစ်တင်လိုက်ပြီနော်သူ့ရဲ့ခုံတွေကိုလက်ဖို့ခုံတွေကိုမနာလို့ဝတ်လို့မဖြစ်ပါနဲ့အရှင်ဘုရားသူ့ကိုရှင်းနိုင်လို့လားအဲ့ဒီမှာလက်ဆောင်များကအေးငါဘုံတို့လို့ပြောတာမဟုတ်ဘူးမျက်မှောက်မှားရင်းနဲ့အမြင်ကြီးဖြစ်လာလို့ဒီမှားရင်းနဲ့အမြင်ကမင်းကိုဒုက္ခပေးတယ်သူ့နဲ့ခန္ဓာဘုရားနောက်ကပြိတ္တိပဲဘုရားကကိုယ်ကိုလိုက်နေတဲ့ကိုယ်ကြီးတရားမမြင်လေးတဲ့ကြောင့်ဘုရားမမသိတော့ဘူးဟုတ်တယ်ဒီဘုရားနောက်ကလိုက်နေတယ်တရားမမြင်နေတဲ့ကြောင့်ဘုရားလည်းမမြင်ဘူးလို့ဒီလိုမပြောရဘူးအဲ့ဒါကိုပြောတာနော်အဲ့တော့တရားမြင်မှုကပုံပြီးတော့အရေးပါတယ်ဘုရားနဲ့နေနေတယ်တရားမသိလို့ရှိရင်ဘုရားရဲ့အရေးချင်းနဲ့ပြီးမှာမဟုတ်ဘူးဘုရားရဲ့အရေးချင်းမသိလို့ရှိရင်ခုနမဟုတ်တဲ့တရားတွေချင်းပြီးတော့လွယ်လာတာချင်းနေတဲ့ပုဂ္ဂိုလ်တွေချင်းဘာယုံကြည်ဒီချင်းကအချင်းကောင်းလို့ဆိုပြီးတော့လွယ်လာတာမိစ္ဆာဒီမာနဒီပါညဆောက်ရတဲ့တော်ဘာသာလာကအဲ့လိုပဲခွေးချင်းတဲ့ပုဂ္ဂိုလ်နဲ့နွားချင်းတဲ့ပုဂ္ဂိုလ်နဲ့ဦးညဆောက်ရစီရောက်လာဆိုပြီးတော့သုတ္တရာဝတိကခွေးချင်းcanine practice ကိုခေါ်အင်္ဂလိပ် canine practice ခွေးချင်းနွားချင်းတဲ့ပုဂ္ဂိုလ်ခေါ်ဝတိက bovine practice canine practice နဲ့ bovine practice ဆိုပြီးတော့အိန္ဒိယမှာတော်ထူးဆန်းတဲ့အယူဝါဒတွေပေါ်ခဲ့နွားချင်းတဲ့ပုဂ္ဂိုလ်ဟာလည်းနွားရဲ့စတိုင်အပြည့်အဝယူထားတယ်ပေါ့ဗျာဒီလိုထောက်မယ်ညက်စားတယ်ပေါ့အကုန်လုံးနွားပုံစံတိုင်းနဲ့ကျွမ်းနေတယ်။သက်ဆောင်ဘုရားကြီးရောက်လာကြတယ်။ရောက်လာပြီးတော့ဘုရားကိုနှုတ်ဆက်စကားတွေပါပြောပြီးတဲ့အခါကျတော့အဲ့ဒီထဲမှာခွေးအချင်းတဲ့ပုဂ္ဂိုလ်ကမြတ်စွာဘုရားရှေ့မှာခွေးတန်ဖိုးအရာအပြည့်ဝတယ်ခွေ
ခွေးကလေးတို့လေးပဲပို့ပြီးတော့မြတ်စွာဘုရားရှေ့မှာရှာကလေးထွက်ပြီးတော့ဟဲတော့လုပ်နေတယ်ဒီမှာအချက်နော်ခွေးစတိုင်နဲ့မြတ်စွာဘုရားရှေ့မှာထိုင်ရောချင်းတဲ့ပုဂ္ဂိုလ်ကသူ့မိတ်ဆွေသူနဲ့တူလိုက်ရောချင်းတဲ့ပုဂ္ဂိုလ်ကမြတ်စွာဘုရားနဲ့စကားဆိုပြီးပြောပြီးတော့သူရှောက်ဘုရားကိုမင်းဆရာဟောတာဒီလိုတဲ့အနေနဲ့မှာသူကဘယ်လိုချင်းချင်းလဲဗျာခွေးချင်းကိုပြည်ပြီးဝါဝါသူချက်သူ့ရဲ့အနာဂတ်ဘယ်လိုရှိမလဲဗျာခွေးချင်းချင်းတဲ့ပုဂ္ဂိုလ်ရဲ့အနာဂတ်ဘယ်လိုဖြစ်နိုင်ပါလဲမေးနော်မေးရတဲ့ဆောရတာလေးမမေးနဲ့လည်းဒီလေးကောငါမှမမေးနဲ့ငါမရှိနိုင်ဘူးမရှိရင်ဘူးတဲ့လေးကောမောပါဘူးဗျာတဲ့ဒီလိုသိရစေပါဆိုမမေးပါနဲ့ကွာဒီလေးကောမေးအကျိုးရှိပါဘုရားကတုံးနေတယ်အောင်မမေးနဲ့လို့ပြောတာမရဘူးအတင်းလေးတဲ့ဒီမှာသင်တယ်ဒါလည်းရသော်များကကဲမမေးပါလဲဆိုတော့မျက်စုပ်မေးမေးတော့ဒီမှာဖြေရတာပေါ့ခွေးအချင်းကိုပြည်ဝါဝါချင်းတဲ့ပုဂ္ဂိုလ်အမြဲတမ်းခွေးစိတ်မွေးပြီးတာဖြစ်သွားတော့သိရင်ခွေးဖြစ်မှာပဲဟုတ်ကဲ့အခြေခံလည်းလွယ်လွယ်လေးတွေသိခွေးစိတ်တွေကတော့ခွေးစိတ်ကိုရှိရတာပေါ့အခုရဖို့ကအတော်လုံးစိတ်ကတူတာခွေးစိတ်ဆိုရင်ဘယ်လိုလုပ်လို့ဖြစ်ပါ့မလဲအဲ့တော့ခွေးစိတ်မွေးရင်တော့ခွေးပဲဖြစ်မှာပဲတဲ့အေးဒီလိုခွေးလိုချင်းတဲ့အချင်းကြောင့်တရားကလွတ်မြောက်ပြီးတော့ကောင်းတဲ့သူတွေရောက်တယ်လို့မင်းထင်ရင်တော့အဲ့ဒါမှားနေတဲ့မိစ္ဆာလေးရှိပဲမှားနေတဲ့အရင်စားယူရဖို့ကဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်သူ့မှာ destination ဆိုတဲ့လာတာတတိနှစ်ခုပဲရှိတယ်ငယ်ရဲနေနဲ့ကြားမယ်တိရစ္ဆာန်ဖြစ်နေတယ်အဲ့လိုမြတ်စွာဘုရားရှင်းလိုက်တဲ့အခါကျတော့ဟောတာဘုရားရှိခိုးခွေးလို့ဝတ်နေတယ်သူ့နာမည်ကသေမိရတော့ခွေးလို့ဝတ်နေတဲ့အကောင်မှာရှိုက်ပြီးတော့ငိုလိုက်တာဘုရားရှိခိုးဒီအရှိကြားရတော့ရှိုက်ပြီးတော့ငိုတော့မြတ်စွာဘုရားရှိခိုးမှာခွေးလို့တဲ့ကောင်ကြီးငိုနေတယ်ဒီကမေးပါနဲ့တော့ငါပြောရတာနဲ့ပုံမှန်သူငိုနေပြီဆိုတော့အဲ့ဒီကမှခွေးလို့တဲ့ပုဂ္ဂိုလ်ကစကားပြောတယ်ရှင်ပြားအခြေကြားလို့ဒီလိုမိုးတာတော့ပါဘူးတဲ့နှစ်ပေါင်းများစွာဒီအချင်းကြီးချင့်လာခဲ့တာမှားရတာလေဝန်းနေလို့မိုးတာဟုတ်ကဲ့ဒါကပြောရဲမျက်ရည်ထုတ်ပြီးတဲ့အခါကျတော့ရှင်ပြားတဲ့တတိယရဲ့တနေ့ချင်းနဲ့ဟောဒီပုဂ္ဂိုလ်သူကနွားလို့ရှင်းတာဗျာပြီးတော့အခွင့်လို့ရှင်းသူကနွားလို့ရှင်းအဲ့ဒီလိုနွားလို့ရှင်းတဲ့အကောင်ရဲ့အနာဂတ်ကဘယ်လိုလုပ်ကြလဲနေကလာပြန်ပြီဒီလေးကငါမမေးနဲ့ဗျာမောပါဘူးဗျာသိရစေပါဆိုပြီးဆုံးပြီးတော့မြတ်စွာဘုရားမင်းမမေးပါနဲ့လို့ပြောတာကဲမေးတော့ရှိရမှာပဲနွားလို့ရှိရင်နွားစိတ်ဝင်သွားတော့ဒီနွားရှင်မှာပေါ့ကွာအေးနွားလို့ရှိရင်တော့ဘာလို့ဒီရောက်နေလို့မင်းချင်းနေတော့မိစ္ဆာရေးရှိတယ်မိစ္ဆာရေးဆိုလို့ရှိရင်ဘာလာလာမှာနှာခေါင်းနဲ့ရှိတယ်နေနေကြတယ်တိရစ္ဆာန်နဲ့ရှိတယ်ဟောအဲဒီနွားလို့ဖြစ်တဲ့ကောင်ကငိုလိုက်တာလည်းမပြောနဲ့တော့ဟုတ်ကဲ့လားကဲရှိတာဟုတ်ကဲ့နွားငိုနေပြီမင်းမလေးတဲ့ဆိုတာမင်းကမေးတယ်ဒီလိုပြန်ပြောတယ်ဆရာအရှိကြောင်းငိုတာမဟုတ်ပါဘူးဒီလိုလည်းမြေပေါင်းရတာရှင်းတာဆိုပြီးတော့သူတို့နေရာကတရားရှိမှပဲသူတို့ရဲ့ပေါင်းတဲ့အချင်းတွေစုပ်တယ်ပြီးတော့သွားကြတယ်နောက်လို့ဖြစ်တဲ့လူကတော့သူကတတိယဒီလေးကလည်းစပြီးဘုရားဘာသာဖြစ်ကြောင်းပါတယ်ဒါလည်းဒီအကျင့်ကိုလည်းဆုံးမပါပြီးနောက်တော့ဖြစ်တော့ပါဘူး။ကိုယ်ကိုယ်လို့ဖြစ်တဲ့အကောင်ကတော့အရှင်ဘုရားတဲ့ဒီလိုလူလောကကြီးမှာမနေကြတော့ဘူးအရှင်ဘုရားစီဘုန်းကြီးဘုရားရတယ်ဆိုရင်သင်္ကန်းပေါ်ပါနောက်တော့ဉာဏ်ကိုဖြစ်ဟုတ်ပါဘူး။သူတို့ကဘုရားကမှားနေတယ်လို့ဘုရားနဲ့တွေ့တဲ့အခါကျတရားတွေ့မတော်ဘူးလားတွေ့ပါတယ်အဲ့ဒါကြောင့်လို့တရားနဲ့တွေ့မှလည်းတရားကိုတွေ့တယ်တရားကိုမြင်မှလည်းတရားကိုမြင်တယ်ဟုတ်ကဲ့ယောဘတတိယောဓမ္မတတိသောမံပ
တတိယောဝကတတိသောဓမ္မကတတိယောတိမဂုဏိဓမ္မတရားကိုကတတိမြင်တွေ့၏သောတုတရားကိုမြင်တွေ့တဲ့ပုဂ္ဂိုလ်ဤသာနဲ့မင်္ဂလာကိုကတတိမြင်တွေ့၏ပါပေတော့၏ယောတိပုဂ္ဂိုလ်ဒီမင်္ဂလာကိုကတတိတွေ့မြင်၏သောတုငါနဲ့တွေ့တဲ့ပုဂ္ဂိုလ်ဤသာနဲ့ဓမ္မတရားကိုကတတိမြင်တွေ့ရပါပေသည်ဟု၏ဘဂဝါသုဘုရားသခင်ရှင်မောမြတ်တရားသည်အဝါစာကောင်းစွာမသိဟောကြားတော်မူခဲ့ပါ၏တည်းဓမ္မဆိုတဲ့တရားတရားနဲ့ပြည့်တဲ့အခါဓမ္မသိအောင်လို့တရားရဲ့ဉာဏ်ကိုသင်ပေးတဲ့ဓမ္မဆိုတဲ့စကားလုံးဘာလို့ဓမ္မခေါ်တော့ယောဓမ္မပတ္တိသောမှာတရားကိုမြင်ရတယ်ဘယ်လိုတရားလဲတရားဆိုတာသာဝေကနာနာရိတိဓမ္မောသာဝေကနာဤရဲ့သဘာဝနဲ့အနာဝဓာရိတိဆောင်ထားတဲ့ဣတိတရမထို့ကြောင့်ဓမ္မောဓမ္မမြည်ပါပေတော့ဤသဘာဝဤနန္တယဓမ္မလို့ခေါ်တယ်သူ့လက္ခဏာသူဆောင်ထားတယ်သူ့သဘောသူဆောင်ထားတာကိုဓမ္မညမလို့တရားလို့ပြန်တာတရားကိုမြင်တယ်ဆိုတာမြင်မှရှိတယ်အကုန်လုံးမမြင်ရတဲ့တရားဆိုတာမရှိသိရတဲ့တရားတွေမြင်တယ်ဆိုတာဉာဏ်ရရှိတဲ့မြင်တာသိတာပြောနော်အေးတရားဆိုတဲ့ဓမ္မဆိုတဲ့စကားလုံးထဲမှာဘာလို့ပါလဲဆိုအကုသိုလ်တရားတွေလည်းပါတယ်ကုသိုလ်တရားတွေလည်းပါတယ်အကြာရကတရားတွေလည်းပါတယ်သိဉာဏ်တရားတွေလည်းပါတယ်ပရမတရားတွေလည်းပါတယ်သူ့ဘာဝကိုဆောင်တဲ့ဘာဝတရားတွေသူဟာအလားတူသိရတယ်လို့ဆိုတယ်ဟုတ်တယ်အဲ့ဒါဓမ္မဆိုတာအလုံးချုံပြီးတော့ပြောတဲ့စကားတွေဒါဖြင့်ဓမ္မပရဏကိစ္စပြီးတရားတော်ကိုပို့ပြပါလေဆိုတဲ့ဓမ္မနဲ့အခုဓမ္မနဲ့သူသလားဆိုမတူဘူးနော်ဓမ္မပရဏကိစ္စပြီးဆိုတဲ့တရားဥတည်ပြီးတော့ဒီညွှန်ပြတဲ့တရားဓမ္မမတ္တရားပုဒ်တရားနိဗ္ဗာန်တရားပြောပါကိုယ်ပဲသိရတဲ့တရားအားကိုးရတဲ့တရားဒီမတ္တရားပုဒ်တရားနိဗ္ဗာန်တရားအဲ့ဒါကဓမ္မတဏ္ဍာကိစ္စတရားပြောတယ်အဲ့ဒီမှာမတ္တရားပုဒ်တရားနိဗ္ဗာန်တရားကိုလက်ရှိနိုင်တဲ့ပရိယတိဓမ္မတွေသိတဲ့သူတို့အားထုတ်ရတဲ့ပုဗ္ဗဘာကပฏิပဒါဒါတွေလည်းအကျိုးဝင်လို့ထည့်ထားရလို့ရှိရင်ကိုယ်ဝင်ရတဲ့တဏ္ဍာနဲ့တရားတွေအဲ့ဒါဓမ္မဆိုတာအကျဉ်းချင်းအားဖြင့်၄မျိုးပဲပြီးလို့ရှိတယ်တချို့ဓမ္မကပြီးရုံပြီးရရှင်းသုံးဖို့မဟုတ်ဘူးအဲ့ဒါကဓမ္မတစ်ခုသဘာဝကသူ့သဘာဝအတိုင်းပြီးအောင်ကြိုးစားရတဲ့ဓမ္မကတစ်မျိုးတချို့ဓမ္မကပေရှဲရမိရတာမှာလက်မခံတာဘူးဖြစ်အောင်တားဆီးရတယ်ပေရှားရတဲ့တရားကတစ်မျိုးပေါ့တချို့တရားကမျက်မှောက်ပြီးရတဲ့တရားကတစ်မျိုးဟောတချို့တရားကမိမိတဏ္ဍာမှာမဖြစ်သေးရင်ဖြစ်အောင်လုပ်ရတယ်ဖြစ်ပြီးလို့ရှင်တိုးွားအောင်ကြိုးစားရမယ့်တရားကတစ်မျိုးဆိုဘယ်မျိုးအာလုံး၄မျိုးပရိညေယဓမ္မသိအောင်လုပ်ရတဲ့တရားဆိုတာကုသိုလ်ကိုလည်းသိအောင်လုပ်ရမယ်အကုသိုလ်ကိုလည်းသိအောင်လုပ်ရမယ်ပရမတ္ထဓမ္မကိုလည်းသိအောင်လုပ်ရမယ်ပညာတိဓမ္မကိုသိအောင်လုပ်ရမယ်သိရတဲ့တရားတွေဟုတ်တယ်အကောင်းအဆိုးအကြောင်းအကျိုးမသိနိုင်ဘူးလားဒေါသကိုမသိနိုင်ဘူးလားသိတယ်ဒေါသကိုမသိနိုင်ဘူးလားအေးသိရတဲ့တရားတွေကသူ့သဘာဝတွေအကုန်သိကိုသိတယ်ယုတ်တရားတွေရဲ့သဘာဝအကုန်လုံးသိရအဲ့ဒါကသိရတဲ့တရားအဲ့ဒီသိရတဲ့တရားမှာလက်မခံတဲ့ဖယ်ရှားပြရတဲ့တရားတွေကအကုသိုလ်တရားတွေပေါ့အကုသိုလ်တရားတွေလောဘတွေဒေါသတွေမောဟတွေမာနတွေအိတ်ဓာတ်တွေစင်ကြတယ်ကိုယ့်ရဲ့စိတ်နှလုံးကိုကိုယ်ကံစေရတဲ့ကိလေသာတရားတွေမှန်တယ်ရမိမိတဏ္ဍာမှာမရှိစေအောင်ဖယ်ရှားပြရတယ်အဲ့ဒီဓမ္မကဖယ်ရှားရမယ့်ဓမ္မ
လက်တရားလို့ကိုယ်တရားလို့နေမှလို့အမြဲတမ်းကနေမှာပေါ့ညမောက်ပြရမယ်တရားရအောင်လုပ်ရမယ်တရားရတဲ့တရားကတော့မဲ့ရရှိပါအရှင်တရားပဲအဲ့ဒီမဲ့ရရှိပါအရှင်တရားဆိုတာဘုရားနာမှာပေါင်းများရမယ်တရားတဲ့ဟောဓမ္မကိုအဲ့လိုခေါ်ရတယ်နော်အဲ့လိုခွဲခြားပြီးတဲ့အခါသိအောင်လုပ်ရမယ်တရားကိုသိအောင်လုပ်ခဲရှားရမယ်တရားကိုခဲရှားမျက်မှောက်ပြုရမယ်တရားကိုမျက်မှောက်ပြုပွားစေရမယ်စိတ်ကြံလို့အားထုတ်ရမယ်တရားကိုစိတ်ကြံလို့အားထုတ်ခြင်းဖြင့်သာမှန်ကန်တဲ့လမ်းစဉ်အေးဒါကိုဒီလိုမျိုးလက်ဆောင်ရတဲ့ကောင်တော်များကယောဓမ္မပတ္တိသောမံပတ္တိဓမ္မဝိညမဘာဝိညေဟောတရားကိုဘုရားရဲ့ဉာဏ်ကိုအမှန်တရားအရေးကြီးတာလေအဲ့ဒီတရားတွေအကုန်လုံးမြင်မှတခြားကားနဲ့ပြောလို့ရှိရင်သစ္စာလေးပါးပါပဲဟုတ်ကဲ့သစ္စာလေးပါးမှာဒုက္ခသစ္စာအနာတ္တိဒုက္ခသစ္စာဆိုတာယုတ်ခန္ဓာကိုယ်ကြီးယုတ်28ပါးကိုယ်တဏ္ဍာမရှိတယ်အဲယုတ်ဆိုတာဒီအရိဓမ္မလိုမလေးလာဘူးတဲ့ပုဂ္ဂိုလ်တွေကသိချင်တာသိအောင်အကျဉ်းချင်းနဲ့ပြောရအောင်ယုတ်ဆိုတာဘာကိုပြောတာတော့လို့ဆိုလို့ရှိရင်ဘုရားရှိခိုးတော်ကိုပြောတဲ့ဘုဒ္ဓနာမှာစမ်းကြည့်လိုက်ခန္ဓာကိုယ်ကြီးမှာဘာတွေရှိနေလို့ကြည့်လိုက်လို့ရှိရင်အယုတို့မာမာကြီးရှိတယ်နောက်ပြီးတော့အပါတို့ပြော့ပြော့အတုံးကြီးရှိတယ်အေးအကျဉ်းများနဲ့ပြောမယ်ဆိုလို့ရှိရင်အဲဒီမာမာအယိုးလိုမာမာလိုအသားလိုပြော့ပြော့ပြီးပထဝီလို့ခေါ်တယ်လို့ဒီလိုအကျဉ်းနဲ့ပတ်တာပထဝီကြိုက်နောက်တစ်ခါခန္ဓာကိုယ်မှာအရေးဓာတ်တွေရှိတွေးတွေကအရေးတွေမျက်ရည်တွေကအရေးတွေတွေးတွေကအရေးတွေဟုတ်တယ်နောက်ပြီးတော့ဒီသွားတဲ့အခါကျင်ငယ်လို့ဘာလို့ကအရေးတွေဟောအဲ့ဒါတွေကအာဘောလို့ခေါ်တယ်နော်ခန္ဓာကိုယ်ကိုစမ်းကြည့်လိုက်လို့ရှိရင်ပူတဲ့နေရာရှိတယ်အေးတဲ့နေရာရှိတယ်အစာချင်းချက်တဲ့ပူစီချက်တဲ့ခန္ဓာကိုယ်ရဲ့အပူခွေးတွေရှိတယ်တခါတည်းအရှားတဲ့လို့ရောခန္ဓာကိုယ်ထဲမှာအပူမရှိဘူးလို့ဒီ temperature တွေနဲ့အရှားတွေတက်ပြီးတော့ဟောဒါလည်းအဲ့ဒါကိုတေဇောလို့ခေါ်တယ်တခါတည်းလက်တွေလက်ချားလေးအိတ်ဆက်ခြေချားလေးအိတ်ဆက်ဟောတေဇောလို့ခေါ်တယ်နော်နေတဲ့နဲ့ည24နာရီကိုယ့်ရဲ့နှာခေါင်းထဲကလေရှူရှပ်နေတခါတည်းပိုက်ထဲကလေကူလို့နေရဘာသာထုတ်ရှားတဲ့အခါခန္ဓာကိုယ်ကြီးရေရှားနောက်ခန္ဓာကိုယ်ထဲမှာလက်ကနေတဲ့သူကြီးလက်ကနေတာလေရှိတယ်အဲ့ဒီလေတွေကိုဝါရောလို့ခေါ်တယ်ကဲပေါင်းကြည့်လိုက်လို့ရှိရင်ခန္ဓာကိုယ်ကြီးမှာအတ္တိရဲ့အရေးရဲ့အပူအေးရဲ့ဒီဒါပဲရှိတယ်ပေါ့အဲ့ဒါကိုရုပ်လို့ခေါ်တယ်ရုပ်လို့ခေါ်တယ်ကဲအဲ့ဒီမှာထူးခြားတဲ့ရုပ်ကြီးတွေကိုလိုက်ကြည့်အဲ့ဒီမှာအကြောင်းဆိုတာရှိဘူးလားရှိတယ်အယုဆိုလို့ရှိရင်အယုရဲ့အဖြူရောင်ပေါ့အဲ့ဒီရုပ်တွေမှာအကြောင်းတွေရှိတယ်နော်အနာခံကြည့်ရင်အနာမရှိဘူးလားရှိပါရဲ့ဗျာနောက်အရသာရှာနဲ့ရက်ရှိရင်အရသာမရှိဘူးရှိတယ်သူ့ကိုစားလို့ရှိရင်တော့သူကနေတစ်ဆင့်အကျိုးတွေကိုထုတ်လို့ပြီးဩဇာတဆိုတာလည်းပါဠိတော်မှာရှိတယ်ပေါင်းလိုက်လို့ရှိရင်ရုပ်ရှိခုဖြစ်သွားတယ်ခန္ဓာကဓာတ်ကြီးလေးပါးရဲ့အခုပြောတဲ့အစင်းရဲ့အနံ့ရဲ့ဒီအရာလာရဲ့ဩဇာတန်ရဲ့ပေါင်းတဲ့ရုပ်ရှိခုအဲဒီရုပ်ရှိခုမှာခွဲလို့မရတဲ့ရုပ်ရှိခုဘယ်တော့မှခွဲလို့မရဘူးခွဲလိုက်တာလည်းသူ့သဘာဝဖြစ်စီသွားအဲ့တော့ဆရာတွေကပြောတယ်ရေဆိုတာကို H2O တဲ့ H2 ဆိုတာ hydrogen နှစ်ဆ O ဆိုတာ oxygen hydrogen ကနှစ်ဆပါတယ် oxygen ကတစ်ဆပါတယ်အဲ့ဒီဓာတ်ပေါင်းထားတာကို
ဓာတ်နှစ်ခုပေါင်းတာအဲ့ဒါကိုရေလို့ခေါ်တယ်ခွဲခန္ဓာတဲ့ရေဆိုတာရှိတော့အဲ့ဒါလိုပဲဒီခန္ဓာကိုယ်မှာရုပ်ရှိခုဟာခွဲလို့မရတဲ့ရုပ်ရှိခုနော်အဲ့ဒါပေါင်းပြီးတော့ရုပ်ခန္ဓာကိုဖွဲ့စည်းထားတာတက်ရှိတတ်တော့ကြတော့ဘာသာပိုးလာတော့ဆိုလို့ရှိရင်အဲ့ဒီရုပ်တွေကိုထိမ့်သိမ့်ပြီးတော့ထားတဲ့ဇီဝဆိုတဲ့အတ္တကလေးချပြီးတော့ပေါ်လာလို့ရှိရင်ကိုယ်ဖြစ်သွားပါလားအဲ့ဒီကိုယ်နဲ့တခါလူရဲ့ခန္ဓာကိုယ်ဟာထူးခြားတဲ့ရုပ်ကလေးတွေရှိတယ်ပါလေဆိုရင်ဒီဘက်ကအဆင့်အာယုံကိုမြင်နိုင်တဲ့မျက်စိအကြည့်ရုပ်အတန်လေးကိုဖမ်းယူနိုင်တဲ့နားအကြည့်ရုပ်အနတ်လေးကိုဖမ်းယူနိုင်တဲ့နှာခေါင်းအကြည့်ရုပ်အရာဓာတ်ကိုသိရှိနိုင်တဲ့အရာဓာတ်အကြည့်ရုပ်ထိလို့သိတဲ့ကာယပဒါအကြည့်ရုပ်ဟောဒါလေးကိုပေါင်းထည့်လိုက်တယ်ဆိုလို့ရှိရင်ရုပ်တွေတုံးလာတာဟောတာရှိခုဒီကနောက်ကစီကရုပ်တဲ့အခါကျတော့ကိုယ်ခုအဲ့ဒါလည်းမျက်စိရင်နားရဲ့နှာခေါင်းရဲ့တရားရဲ့ကိုယ်ရဲ့ဆိုတဲ့အကြည့်ရုပ်လေးတက်တဲ့အခါကျတော့ဘယ်ခုဖြစ်သွားလဲ73ခုဖြစ်သွားမလား74ခုဖြစ်သွားမလား74ခုအဲ့ဒီထဲမှာစိတ်ကိုကြည်ရဖြစ်တဲ့အခါရယာလို့ခေါ်တယ်စိတ်ဖြစ်ပေါ်ဖို့ရတဲ့အခြေခံစိတ်ရဲ့မိယာဝတ္ထုယောဂန်တွေတစ်ခုထဲတာအကျမ်းရဲ့အားဖြင့်အခါရယာဝတ္ထုယောနှလုံးအကြည့်နှလုံးရုပ်ကိုဖတ်တာနော်အဲ့ဒါကလည်းရှင်ဘာဖြစ်တာလဲ15ခုဖြစ်သွားတယ်အဲ့ဒီနောက်မှာတစ်ခါထပ်ပြီးတော့ရှိလိုက်အောင်ဘာလို့ရှိလို့ဆိုလို့ရှိရင်အမျိုးသမီးဖြစ်တဲ့ပုဂ္ဂိုလ်တွေအခြေခံသိရှိပါဝါရုပ်အမျိုးသားဖြစ်တဲ့ပုဂ္ဂိုလ်တွေအခြေခံပုဒ္ဒါဘာဝပုံပါဝါရုပ်ကိုယ်ရုပ်မာရုပ်ကိုဒီလိုပဲပြောပါတာဟုတ်တယ်အမျိုးသားနဲ့အမျိုးသမီးခြားနားသွားအောင်အတန်ရင်းကလည်းတော့ဘာလဲလှရှားမှုနဲ့မတူအောင်လူကြီးတွေနဲ့မတူအောင်ဘယ်လိုမှခြားပြီးနေလို့ဆိုအဲ့ဒီရုပ်အခြေခံတွေကခြားပြီးနေတာနော်အဲ့ဒီရုပ်နဲ့ကိုခြားကြလိုက်တော့ဘာဖြစ်သွားလဲဆက်အောင်ကခုဖြစ်သွားအဲ့ဒီရုပ်တွေထဲမှာပထဝီဓာတ်တစ်ခုနဲ့တစ်ခုတိုက်ခိုက်လို့ပေါ်လာတဲ့နာကကြားရတဲ့အတန်ဆိုတာတစ်ခုထပ်ထည့်လိုက်ဆက်ရှိခုလူတွေရဲ့တဏ္ဍာမှာတကယ်ရုပ်အစစ်အနေနဲ့အဲ့ဒီဆက်ရှိခုရှိအဲ့ဒါကိုရုပ်ကိုပြောတာနော်အဲ့ဒီရုပ်နဲ့ကိုကြီးနဲ့လူရဲ့ခန္ဓာကိုယ်ကိုဖွဲ့စည်းထားတာအဲ့ဒီရုပ်နဲ့ကိုကြီးကိုသဘာဝအတိုင်းဒီလိုမြင်လာဓမ္မဝိညာဉ်လို့ခေါ်တယ်ယောဓမ္မမန္တတိသောမန္တတိယောရှိပုဂ္ဂိုလ်ဤဓမ္မဓမ္မကိုပတ္တိမြင်၏ဟောဓမ္မတဘာဝကိုမြင်ရမှာအခုလိုဟောတယ်အေးဓမ္မကိုမှရှိတယ်တခုစီခွဲပုံလာလို့ဒီဆက်ရှင်မျိုးမတွေ့ဘူးလားအဲ့ဒီဆက်ရှင်မျိုးကိုလက်ဆောင်ရတာရူပရုပ်ကိုခေါ်ရင်ဒါမျိုးရုပ်ခေါ်တော့လောကတိဒီပေါ်ပြီးဆိုရင်တတ္တမရူပံဒီဝဇ္ဇတိဒီကလေးစကားရတဲ့ကိစ္စရူပဝဇ္ဇတိကိစ္စဝဇ္ဇတိရူပဒီကလေးစကားရတဲ့ကိစ္စအဘယ်ကြောင့်ပါလဲရူပံရုပ်ကိုဝဇ္ဇတိဆိုရပါလဲဒါကြောင့်ရုပ်ကိုပြောတာတော့ဆိုလောကတိဒီခေါ်ပြီးဆိုရင်တတ္တမရူပံဒီဝဇ္ဇတိဒီကလေးစကားရတဲ့လောကတိပြောင်းလဲ၍ပါဒတိဒီတတ္တမထိုးရရူပံဒီရုပ်ကိုဝဇ္ဇတိခေါ်ဆိုရပါလိမ့်တော့ကြောင်းလဲတတ်တဲ့သဘာဝရှိလို့တို့ကိုခေါ်တာဖြင်းဖြင်းရှားရှားကြောင်းလဲတတ်တဲ့သိတတ်တယ်။ဘာလဲတော့ပြောရတာလဲဆိုရင်ဒီဒီနာဝိရောဓတိကေနာရောဓတိဘာလဲကြောင်းလဲတယ်ဒီဒီနာရောဓတိအေးကြောင့်ပဲကြောင်းလဲသွားတယ်။ဆောင်းရည်ရောက်တဲ့အခါကျတော့အဲ့ဒါအေးတဲ့အရာဟိုးအများကြီးမှာဒါအေးပြီဆိုလို့ရှိရင်လူရဲ့အသားတွေကအကြအဲ့ဟုတ်တယ်အေးရုပ်ပြောင်းသွားမလားကိုယ်ရဲ့ရုပ်ပြောင်းတာလေဘုံလေးနာပြည့်အပူကြောင့်လည်းသုဘတိကြောင်းတော့အောက်ပြန်သွားတတ်သည်ဒုက္ခနာကိုကြီးကအပူနဲ့ပြည့်တဲ့အခါနဲ့ပြောင်းသွားတယ်အေးနဲ့ပြည့်တဲ့အခါနဲ့ပြောင်းသွား
အေးမှလည်းနိုင်ငံတွေပါဆိုလို့ရှိရင်နှာခေါင်းများကလေးတွေလက်ရှားကလေးတွေလက်ကလေးတွေမှာမျိုးပြီးတော့ပုတ်တော့အဲ့ဒါကို postbite လို့ခေါ်တယ်postbite ဆိုတာအဲ့ဒါကအေးတဲ့နေရာတွေမှာအကောင်အထည်မရှိဘဲနဲ့နေလို့ရှိရင်နှာခေါင်းလေးမျိုးပြီးတော့တွေးရဆောင်ပုတ်နော်အေးတော်လည်းရုပ်ကပစ္စည်းတွေအခုကြောင့်ရုပ်ကပစ္စည်းတွေဒါတွေကြောင့်ဇီကိစာယတိရုပ်တိပိပါဒာရုပ်တိဇီကိစာယတိသာဝဉ္ဇောရုပ်တိဖောက်ပြန်ပြီးသွားတဲ့ပိပါဒာယတိဇီနဲ့ချင်းများတဲ့ရုပ်တိဖောက်ပြန်ပြီးသွားရုပ်ဆိုတာဖောက်ပြန်တဲ့အကြောင်းကြီးအများကြီးရှိတယ်။စာရင်လည်းရုပ်တစ်မျိုးဖြစ်တယ်နော်။မဟုတ်တယ်လို့ရှိရင်လည်းဒီကားလို့ရှိရင်လည်းရုပ်ကတစ်မျိုးပြောပါဒါသာလည်းဘာဝဘပရိသတ်သံဃာဒါနမဲ့ရှင်ရီကူညီကျင်းတိုင်းလို့ရဲ့အတွေ့အကြုံလည်းပဲတို့ပဲဒီပေါက်ပြန်တဲ့ရှင်ရီတိုက်တော်လို့ရှိရင်အပြီးလေးဖြစ်သွားဖြစ်ပါပါပေါက်ပြန်ပါရောနော်အမျိုးစုအကောင်းလောင်းကြီးတိုက်လို့ရှိရင်မျိုးတော့ပေါက်ပြန်ပါအဲ့ဒါကြောင့်ရုပ်လို့ခေါ်တာဘုန်းကြီးတို့တွေရထားတဲ့ခန္ဓာကိုယ်ရုပ်ပါဓမ္မဘာသာသူ့သဘောသူဆောင်တာသူ့သဘောအပါလို့ပေါက်ပြန်တဲ့သဘောဟုတ်ကဲ့အဲ့ဒါကိုမြင်မှဘုရားကိုမြင်တယ်လို့ပြောတာရသော်လည်းဘုရားမြတ်ကအဲ့ဒီယုတ်တရားရလာတာဟာဘာရလာတာလဲလို့ဆိုတော့စဉ်းစားကြည့်ဘုန်းကြီးတို့တရားရှိတယ်လို့လည်းပြောကြတယ်မျက်စိကလေးရလာတယ်ကောင်းတယ်လို့ထင်မလားဒီချာစဉ်းစားကြည့်အေးကောင်းတဲ့အပိုင်းလေးတော့ရှိတော့ပေါ့မျက်စိကရလာတော့မျက်စိလေးကိုတကယ်ရှင်းလို့လည်းရှိရတယ်ဟုတ်လားနော်မျက်စိလေးရှိလို့ဟောလေးမြင်ရတာလေးမြင်ရတော့ရှိရတာပေါ့ဘုရားသားလို့ရှိကြတော့အခုဖြစ်နေနော်နားလေးရှိလို့လည်းတခြင်းနာလေးနားမှာအကောင်းလေးရှိလို့လည်းကိုယ်ကဒီပန်းလေးရဲ့အလံလေးတွေရှိရရှားလေးရှိလို့လည်းကောင်းတာလေးတွေစားရမြည်ရသူ့ရဲ့အကျိုးလေးတွေရှိတာသို့တော့မျက်စိရှိလို့မျက်စိသိရတာမရှိဘူးနားရှိလို့နားကြရတာအကောင်းရှိလို့နှာခေါင်းနာရတာရှားရှိလို့ရှားပွဲတာဟုတ်တယ်လားခန္ဓာကိုယ်ရှိနေလို့ရှားရတာလို့နားရတာဖြစ်တာလည်းဖြစ်ဘူးဖြစ်ပါဘူးအေးသူရဲ့တဏ္ဍာမှာရှိတဲ့ဒုတိယအကောင်းနဲ့မကောင်းကြည့်လိုက်ရင်မကောင်းတာတွေကများနောက်ဆုံးကြတော့အချင်းချင်းနဲ့ဒီယုတ်ခန္ဓာကိုယ်ကြီးကဘယ်ဖို့သုတ်တန်နဲ့ပို့လာမှာပဲဟုတ်လားဒါကြောင့်မြတ်စွာဘုရားသုတ်တယ်လို့ကယောဂိတမေသုခနာဥပါဒောဒုက္ခတိသောဥပါဒောဘောဂနာရှိတိသရဏရတ္တပါတုရောဒီကရိသနာယံတို့ရူပနာယုတရားရဲ့ယောဥပါဒောအခြင်းဖြစ်ပေါ်၍လာခြင်းဒီအတ္တိရှိဘုန်းကြီးတို့တွေလည်းတဏ္ဍာမှာယုတ်တရားတွေဖြစ်နေပြီးတော့ခန္ဓာကပြောခဲ့တဲ့ယုတ်တွေဖြစ်နေတယ်78ခုသောယုတ်တွေဟုတ်ကဲ့ရူပနာယုတရားရဲ့ဥပါဒောဖြစ်ပေါ်၍လာခြင်းဒီအတ္တိရှိဧသောဤယုတ်တရားရဲ့ဖြစ်ပေါ်လာမှုသည်ဒုက္ခသာဆင်းရဲဒုက္ခရဲ့ဥပါဒောဖြစ်ပေါ်လာခြင်းပဲဒုက္ခရတာပါရတာလို့ဒုက္ခရတာဟုတ်ကဲ့ဒုက္ခရှိရတာတော့အကောင်းကြီးရတာမဟုတ်ဘူးဆင်းရဲဒုက္ခကြီးရတာရောဂနာအနာရောဂါတို့ရဲ့ရှိရှိလာခြင်းပဲဒုက္ခရတာလို့ဆိုဘာလို့ဒုက္ခပြမှာလို့ရောဟိခန္ဓာကိုယ်ကြီးရဲ့ယောဂကြီးပဲဒီခန္ဓာကိုယ်ရှိလို့ယောဂကိုလို့ဆုံးနေတာဟာခန္ဓာကိုယ်ကြီးမှာရောက်ဟာဒီယောဂရားတွေရှိလို့ယောဂတွေရဒါကဘာယောဂနာယောဂနော်မျက်စိယောဂတော့မျက်စိဆရာတော်ရှိသွားရအနာယောဂရှိလို့နာအထူးဘူးသွားရနှာခေါင်းယောဂရှိလို့နှာခေါင်းအထူးဘူးသွားရတယ်ဟုတ်ကဲ့အဲ့တော့ယောဂကြီးရတာဒါလည်းကားလို့ဆိုတော့ကေခေါင်းယောဂမရှိပါဘူးဆိုတော့လုံးကျမ်းပါပါလေဆိုရဲကိုလူကြတော့သရဏန္တပါဠိပါဝသရဏန္တအိုမီရင်းရောခြင်းနောက်ဆုံးတရားခြင်းရဲ့ပါဠိပါဝဖြစ်ပေါ်လာခြင်းပဲငါတော့မဖြစ်ဘူးဆိုတဲ့ဒီမှာလေမျက်စိကလည်းတတိလေးမောင်းလာတယ်နားလည်းအားလာတယ်ဟုတ်ကဲ့ဒီအချိန်ကိုကြောင်းမှလည်းပုဂ္ဂိုလ်ရှိရလားရှိပါဘူးဗျာ
ဒီလိုပြောရမယ်တက်စစ်ရှိပြီးအပေါက်ကိုထိုးနိုင်နေတယ်ပြောနော်တော်တော်ထုံးနိုင်ပါမအိုးကံတို့ရဲ့ရှိအိုးပါနားကောင်းလိုက်တာပြောကြတယ်ဟုတ်ကဲ့ဆိုတော့အဲ့ဒီကောင်းတဲ့နားနဲ့ပဲတနေ့ကျတော့သိရမှာပဲเนาะအဲ့ဒါကြောင့်ရသော်ရသရဏကအိုခြင်းတရားခြင်းရဲ့ပါဠိတော်မှာသင်္ချာဖြစ်ပေါ်လာခြင်းပဲအဲယုတ်ရလာတာဒုက္ခရလာတာဒုက္ခရတဲ့ကောယောဂါတွေကိုယ်တဏ္ဍာမှာဝင်လာတာပဲနောက်ဆုံးမှာကိုယ်ရင်းတည်ခြင်းတွေသင်္ချာဖြစ်ပေါ်လာတာပဲဆိုတော့အကောင်းကြီးရှိပါဘူးဗျာရှိအဲ့လိုမြင်တာဟာဓမ္မကိုမြင်တယ်လို့ခေါ်တာမှန်ပါပါအရှင်ကဒီလိုမြင်ရင်စိတ်ပြည့်စရာကြီးဘယ်လိုလုပ်တရားတွေ့မှာလို့လေးကောင်းနေတယ်ပဲဟောခန္ဓာကိုယ်ကြီးပေါ်မှာတွေ့တာနေတယ်ဆိုလို့ရှိရင်ဘာလို့ဖြစ်နေလဲတဏှာတွေဖြစ်နေလို့လားခန္ဓာကိုယ်ထဲမှာတွေ့တာနေတဲ့ပုဂ္ဂိုလ်တရားကြီးအတွေ့အကြုံရှိပြီးတွေ့တာခန္ဓာကိုယ်ကြီးကိုကြည့်ပြီးတော့ငါ့ရုပ်ငါခန္ဓာငါမျက်စိငါနှာခေါင်းဆိုပြီးတော့တိမ့်ပိုက်ထားတော့ဒီမျက်စိတွေနားတွေနှာခေါင်းတွေကသာဝရကြီးနေမှာလားသိပါဘူးအဲ့လိုသိခိုက်ထားပြီးတော့တွေ့တာနေတဲ့အချိန်မှာကိုယ်ရှင်တဲ့အတိုင်းဖြစ်မလာရင်ဘာဖြစ်လို့သောကဆိုရလားသူကဘယ်လိုကိုခေါ်ဆောင်တတ်တာတော့ဆိုသောကကိုခေါ်ဆောင်တတ်တယ်မှန်ပါပါသောကဆိုတဲ့အရာဒီကောင်းတဲ့အရာလားလို့ဆိုတော့တော့မကောင်းဘူးစိတ်နှလုံးကိုပူလောင်စေတတ်အဲ့ဒီစိတ်နှလုံးကိုပူလောင်စေတဲ့ဒုက္ခအနတ္တပြင်းထန်တဲ့ဒုက္ခနော်မှန်ပါပါအလုံးသောကဆိုတာဖြစ်ထူးကြရလားဖြစ်ထူးပါဘူးနာမည်လေးကတော့ကောင်းသောကနော်နာမည်လေးကတော့စိတ်ထဲမှာတော့ပူလောင်နေသောကရှိလို့ရှိရင်လေးရှိထိုင်ရှိဟုတ်တယ်ပစ္စည်းအတွက်သောကဖြစ်ရတယ်လူအတွက်ဖြစ်ရတယ်သာသမီရှိသာသမီအတွက်သောကပစ္စည်းရှိပစ္စည်းအတွက်သောကကြောင်းရတယ်ကုပ္ပန်ရောအိတ်နိုင်ရဘူးသောကလေးကြောင်းလို့ဟုတ်တယ်စိတ်ထဲမှာလုံးဝပူလောင်နေဘယ်မှာကောင်းမှာအဲ့ဒီမကောင်းတာတွေကိုဘယ်သူကဖြစ်စေတယ်လို့ဆိုတော့ခေါင်းကပြောတယ်တွေ့တာမှုကဖြစ်စေတာအဲ့ဒီတွေ့တာမှုဆိုတဲ့တဏှာကိုခေါင်းကတော့အမှန်တိမှသာရင်သူကပြရှောင်းနေတာအမှန်တိရှင်းတာရင်တွေ့တာမှုကိုပြရှောင်းနိုင်တယ်တွေ့တာမှုကြောင့်မှသောကဆိုတာရမှာဖြစ်ပါမယ်သောကမရှိမှစိတ်ငြိမ်းချမ်းမှုဆိုတာဖြစ်နိုင်တယ်လောကလူတွေကဖြစ်နေပစ္စည်းဥစ္စာတွေလုံးလုံးရှိနေစီးပွားရေးတွေကောင်းတယ်ဘာမှပူစရာမရှိဘူးလို့ဒီလိုသားလေးတွေကလည်းဒိမာတယ်သမီးတွေကလည်းဒိမာတယ်မိတ်ဆွေတွေကလည်းကောင်းတယ်ဘာမှပူစရာမရှိဘူးလို့ဖြစ်နေတယ်ဟုတ်ကဲ့လားဟုတ်ရှိပြီပူကြလို့ဟုတ်ကဲ့ဘယ်တော့ချမ်းသာတဲ့လူနဲ့ဘယ်ကမချမ်းသာတဲ့လူချမ်းသာတဲ့လူကကိုယ်ပူကြဆင်းရဲတဲ့လူဘာမှပူရောင်းတာဖတ်ကြတော့ကြောက်အောင်ကြောက်ပါဟုတ်ကဲ့အဲ့ဒါကြောင့်လို့အတရားကြီးတွေတောကကြီးတွေဆိုတာမသေးကြဘူးလားသိပါပါဘုရားဟေးတောကကင်းဝေးနေထိုင်ရေးဆိုအတရားဆိုတဲ့တဏှာကိုပေါ်နေတာအဲ့ဒီတရားဆိုတဲ့တဏှာကိုပယ်ဖို့အတွက်ဓမ္မကိုမြင်မှပယ်နိုင်ပါလေဓမ္မကိုဓမ္မနဲ့အဲ့ဒီဓမ္မမြင်မှတရားမြင်ရတဲ့အကျိုးလည်းရဓမ္မမမြင်လို့ရှိရင်မဟုတ်တာတွေကိုအဟုတ်ဖြစ်လာတယ်နော်ဧတံတော်ဘုရားဆောရတဲ့ဒီဘုရားကဓမ္မကိုမြင်အောင်ကြည့်ရမယ်ဟောဒုတိယဒီရလာတာဒုက္ခကိုရလာတယ်ကဲကြည့်အောင်နန္ဒရာကကြည့်အောင်ဘုန်းကြီးတို့တွေအရှင်အားဖြင့်ပြောကြည့်မယ်ဆိုလို့ရှိရင်အခါတည်းအမျက်စိကကောင်းတဲ့အာယုံလေးပေါ်လာတဲ့အခါကျတော့မပြောဘူးလားဒုက္ခဝေဒနာသောမနာဝေဒနာမောရောက်တာလေးခံစားကြရတာပြောလိုက်တာဒီလိုထိုင်မကောင်းပြောလိုက်တာခြေနာလို့ဒီထဲမှာခြေယူးဒုက္ခဝေဒနာတရားတော့အစင်ကြီးဘူးဟောတဲ့အစင်ကြီးစိတ်ကြီးမြင်ရဒေါမနတဝေဒနာမရှိဘူးဖြစ်ပါတယ်အဲ့ဒီဝေဒနာနှစ်ခုဝေဒနာပဲခံစားတာငါမဟုတ်ဘူးသူ့တဘာဝအတိုင်းခံစားမှုလေးဟာ
ပြောရှင်နာဆိုတာလည်းတက္ကနာလေးပဲအဲ့ဒီတက္ကနာနဲ့ဖြစ်တဲ့ပြောရှင်မှုတွေကဆုံးရှုံးသွားတာလည်းတကယ်နဲ့စဉ်းကြည့်ရမှာပေါ့အဲ့ဒါမို့လို့ဒီဝေဒနာဆိုတဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ခံစားမှုသဘောလေးကလည်းအကောင်းမဟုတ်ဘူးတဲ့ကောင်းနေတဲ့တက္ကနာလေးပဲမကောင်းတာကများပါဘာလို့မကောင်းတာများလို့ဆိုသူကကောင်းပြီးရင်ကြောက်တာအကျဉ်းရနေတာမဟုတ်ဘူး။ဒါကြောင့်ဘုရားတော်များတဲ့ကိုရောမြတ်ကယောဂီတွေဝိရဏယဥပါရောဒုက္ခတိသောဥပါရောဒီဝိသေသနာတို့ဝေဒနာရခံစားမှုဆိုတဲ့ဝေဒနာတရားရဲ့ရောဥပါရောအကျဉ်းကြီးခန္ဓာမှာဖြစ်ပေါ်လာမှုဟာအတိရှိပြီးသောဤဝေဒနာတရားရဲ့ဖြစ်ပေါ်လာမှု၏ဒုက္ခသာရှိတဲ့ဒုက္ခရဲ့ဥပါရောဖြစ်ပေါ်လာခြင်းပါလေ။ဝေဒနာဖြစ်လာတဲ့ဒုက္ခဖြစ်တာနဲ့ကိုယ်တည်းမှာဘယ်အရာမှထာဝရနေတာမရှိဘူးလေ။ဒုက္ခဝေဒနာဖြစ်နေရင်တော့မပြောနဲ့အလိုလေးအမယ်လေးပဲဟုတ်ကဲ့။ဒုက္ခဝေဒနာဓမ္မပဲခဏလေးကြောင်းလဲသွားတဲ့ဒီလေသူလည်းကောင်းတာမဟုတ်ဘူး။ဟောဝေဒနာရတာလည်းဘာမှလည်းဝေဒနာကိုယောဂလို့ဖြစ်နေတာမဟုတ်ဘူးနော်။ဝေဒနာဆိုတာယောဂကိုပြောတဲ့စကားမဟုတ်ဘူး။အာရုံနဲ့တွေ့တဲ့အခါဝန္တာခြင်းဝန္နေခြင်းဆိုတဲ့စိတ်သေးရဲ့ခံစားမှုတွေကိုဝေဒနာလို့ခေါ်တာ။တခါတည်းကျတော့ဝန္တာမှုလည်းမဟုတ်ဘူးဝန္နေလည်းမဟုတ်ဘူးဆိုတဲ့ဘာဝလေးရှိတယ်။အဲ့ဒါကိုဥပိ္ပခာဝေဒနာအဒုက္ခနာဒုက္ခလို့ခေါ်တယ်နော်။ကဲဒီဝေဒနာသဘောတရားရဲ့သဘာဝကိုသိတာလေဓမ္မကိုသိတာလို့ခေါ်တယ်။ပရမတ်သောတရားတွေသိဖို့ရတယ်သူ့ရဲ့သဘာဝဆိုင်ရာသဘာဝကိုသိရတယ်။ဆိုင်ရာသဘာဝဆိုယုတ်တရားရဲ့ပေါက်ပြန်တဲ့သဘောတရားကိုသိရမယ်။ဝေဒနာကိုသိရင်ဝေဒနာရဲ့ခံစားရတဲ့သဘောတရားကိုသိရမယ်။အဲ့ဒါလိုသိတာသဘာဝလက္ခဏာကိုသိတယ်လို့ခေါ်တယ်။သဘာဝလို့ပုဂ္ဂိုလ်ရဲ့ပုဂ္ဂိုလ်ရဲ့မှာသဘာဝလက္ခဏာကိုအရင်တွေ့အောင်ရှုရတယ်။ individual characteristic လို့ခေါ်တယ်။သူ့ရဲ့ကိုယ်ပိုင်သဘာဝလေးကိုအရင်သိပြီးဆိုတဲ့အခါမှာမမြဲတဲ့သဘောတွေရတော့အာမြင်ညလက္ခဏာလို့ခေါ်တယ်။အာမြင်ညဆိုတာအာလုံးဆိုင် universal characteristic အာလုံးဆိုင်တဲ့ယုတ်တရားမှာလည်းမမြဲတဲ့အနိစ္စဒုက္ခအနတ္တပဲဝေဒနာလည်းမမြဲတဲ့အနိစ္စဒုက္ခအနတ္တဟောဒီလိုသိတာနော်။အဲဒီတို့တွေပညာဆိုတာကိုကြည့်လိုက်တော့လူတွေမှာပညာဆိုတာမရှိဘယ်တော့မှပစ္စည်းတွေဒီနာထားတာဟောအမှတ်ကလေးနဲ့လည်းမဟုတ်လားမှန်ပါပါတိတ်တန်လေးနဲ့မှာပတ်စံလေးလောက်ထားတယ်ရွှေတွေဒီနာထားတယ်မှတ်မထားဘူးလားမှတ်ပါပါမှတ်ပါအာယုံမြင်လိုက်တဲ့အခါလည်းမှတ်တယ်ဒီတရားတွေ့ရင်မှတ်တာလေနောက်တစ်ခါတွေ့ရင်ဟောသူ့နာမည်ကဘယ်သူဆိုတော့ဟောဒီအခါကြည့်ပါအဲ့လိုမှတ်တဲ့သဘောလေးကိုပညာလို့ခေါ်တယ်အဲ့ဒီပညာလေးကလည်းလူစိတ်ထဲမှာမပေါ်ဘူးလားပေါ်တယ်နော်အမျိုးမျိုးကိုမှတ်တယ်ကောင်းတာလည်းမှတ်တယ်ဆိုးတာလည်းမှတ်တယ်အဲ့ဒီမှတ်တဲ့သဘောကတရားလေးဟာလည်းလူရဲ့တဏ္ဍာမှာဖြစ်တယ်အဲ့ဒီဖြစ်လာတာလည်းဒီလိုတော့ငါမဟုတ်ဘူးသူကမှတ်တဲ့သဘောလေးပဲအဲ့ဒီမှတ်တဲ့ပညာသဘောလေးဖြစ်လာတာကလည်းအတုံးချလို့ရှိတော်လည်းတခါတည်းကတော့အမှန်မှားနေလို့ရှိရင်တော့ကြောက်စရာကောင်းတယ်အဲ့ဒီပညာမကောင်းတဲ့ကိုကောင်းခြင်းနေတာခဏကခွေးခြင်းငါးခြင်းခြင်းနေတဲ့ပုဂ္ဂိုလ်မှာယဟန္တာလို့ဆိုပြီးတော့မှတ်နေတာမျိုးရှိတယ်။အဲ့ဒီအမှတ်ကတော့ဒုက္ခမရောက်ဘူး။ရောက်ပါပါဘုရား။ဒီဘုရားရှိခိုးတော့မဖြစ်ဘူးအဲ့ဒီအမှတ်မှားပါလို့ရှိရင်။မှန်ပါပါ။ဒါကြောင့်ဒီပညာဖြစ်ပေါ်လာတာလည်းမြတ်စွာဘုရားကယောဂီနဝိပညာရာဥပ္ပါဒောဒုက္ခတေသောဥပ္ပါဒောသူလည်းမြဲတော်မဟုတ်ဘူး။ဒီလိုစိတ္တရာတို့ပညာရပညာတရားရဲ့ယောဂါတော်ခြင်းဖြစ်ပေါ်လာမှုဒီအတ္တိရှိဧတောဤပညာတရားရဲ့ဖြစ်ပေါ်လာမှုဒီဒုက္ခတာဆင်းရဲဒုက္ခရဲ့ဥပ္ပါတော်ဖြစ်ပေါ်လာခြင်းပါလေဟု၍ဘဂဝါရှိဘုံတော်နဲ့ပင်ရှင်တော်မြတ်ဘုရားသည်အဝေါစာကောင်းသာမတွေဟောကြားတော်မူခဲ့ပါမည်တည်းဟောဒီလိုမြင်တာမှာဓမ္မကိုမြင်တယ်လို့ပြောတာနော်ဓမ္မမြင်တယ်ဆိုတာတခြားမြင်ရမှာမဟုတ်ဘူးအခုလိုမြင်ရကိုယ်တိုင်မှာခံစားတဲ့ဝေဒနာလည်းရှိတယ်ဟော
မှတ်သားတဲ့တင်ရလည်းရှိတို့သူတို့စိတ်ထဲမှာစိတ်ကူးတာတွေကိုတခါတည်းလူတွေအာရုံလေးတွေ့ရင်လောဘလို့မရှိဘူးလားဖြစ်တယ်နော်တခါတည်းစိတ်ဆိုးကြတယ်တွေ့တယ်မကြိုက်တာတွေတွေ့ရင်ဒေါသတွေမဖြစ်ဘူးလားကိုယ်လည်းသာတဲ့အချင်းရာတွေကိုယ်လည်းသာတာနေတဲ့အခါကျတော့မနာလို့မုန်းတာအိတ်တာတရားမဖြစ်ဘူးလားကိုယ်ပစ္စည်းကိုရရတဲ့အခွင့်အရေးကိုသူများတွေနဲ့ညဝေပြီးတော့မပေးတဲ့မိစ္ဆရိယတရားရောမဖြစ်ဘူးလားဖြစ်ပါရဲ့ဗျာဒီလူရဲ့တဏ္ဍာမှာအမျိုးမျိုးအကုန်လုံးစိတ်ထဲမှာဖြစ်နေတဲ့ဘာဝအဲ့ဒါတွေကိုသင်္ခါရခန္ဓာလို့ခေါ်တယ်နော်အဲ့ဒီသင်္ခါရတရားတွေကရောသူ့တော်ဘာဝကိုသူဆောင်ပြီးတော့ဖြစ်လာပြီးတဲ့နောက်ကြောက်သွားတဲ့တရားတွေရှိတယ်အဲ့ဒီသင်္ခါရတရားတွေကိုကြောင်းပြီးလောဘကိုကြောင်းပြီးတော့ဒီဘဝရဲ့ဒုက္ခရတယ်ဒီကိုယ်ဘာကြောင့်ကိုယ်လောဘကြောင့်ကိုယ်လောဘကိုမနှိမ့်နိုင်လို့ရှိရင်ကိုယ်ဖြစ်တယ်တရားဖြစ်တယ်ဒေါသကိုမနှိမ့်နိုင်လို့ရှိရင်ရာဇဝမှုကျူးတယ်နောက်ဆုံးမှာတရားနဲ့တရားဆဲကြလိုက်ကြနေတာဖြစ်ကုန်တယ်ဟုတ်ကဲ့မောဟကိုမနှိမ့်နိုင်လို့ရှိရင်ဒုက္ခမလို့တဲ့နာရီမတိတိကမလို့တဲ့နာရီလို့ဒုက္ခရောက်မလို့တဲ့နာရီလို့ပဲနေလို့ဒုက္ခရောက်အဲ့ဒါမစ္စရိယတွေကိုကြောင်းပြီးပြဿနာမျိုးစုံတက်တယ်လူလောကရဲ့ငြိမ်းချမ်းမှုကိုပြည့်စုံတယ်ဟောဒီသဘောတရားတွေလည်းဘုဒ္ဓံမှာဖြစ်လာတယ်ဖြစ်ပါအဲ့ဒီဖြစ်လာတဲ့သဘာဝတရားတွေကိုရှုံးဖို့ပြောမယ်ဆိုရင်ဒါတွေကသင်္ခါရတွေစိတ်ထဲမှာအယောင်မျိုးစုံစိုးပြီးတော့စိတ်ရဲ့အခြေအနေကိုကြောင်းလဲအောင်လုပ်နေတဲ့ဘာဝတရားတွေနော်အဲ့ဒီဘာဝတရားတွေဖြစ်လာတယ်လည်းမြတ်စွာဘုရားရှင်ကိုရောမြတ်ကယောဂိကမိသင်္ခါရနာဥပါရောဒုက္ခတိသောဥပါရောဒေဂဝိစေတဉာဏ်တို့သင်္ခါရနာသင်္ခါရတရားတွေရောဥပါရောအစဉ်ဖြစ်ပေါ်လာမှု၏အတ္တိရှိဧသောဤသင်္ခါရလို့ဆိုတဲ့စေတသိက်တရားတွေဖြစ်ပေါ်လာမှု၏ဒုက္ခသခြင်းရဲ့ဒုက္ခရဲ့ဥပါရောဖြစ်ပေါ်လာခြင်းမှာပဲဟူ၍ဘဂဝါရှိခိုးလုံးလည်းဖြင့်ရှင်တော်မြတ်ဘုရား၏အဝါစာကောင်းမှုကမတိဟောကြားတော်မူခဲ့ပါ၏တည်းဒီလိုမြင်တာဟာဓမ္မမြင်တာပဲဟောနောက်တစ်ခုရှိတယ်လူတွေကပြောကြတယ်ငါစိတ်နဲ့ပြောတာကိုယ်ပိုင်နဲ့လို့ထင်ပြီးပြောစိတ်ကလေးငါစိတ်ကငါကစိတ်ကြိုတယ်ငါကစိတ်ရှိတယ်စိတ်အကြောင်းကိုမပြောကြဘူးလားပြောပါဘူးဒီကနေ့ကျတော့စိတ်နေလိုက်တာလေဟောစိတ်အကြောင်းပြောနော်အဲ့ဒီစိတ်တွေကိုလည်းငါဟာလို့ဒီလိုရှင်းနေတယ်ဆိုင်ရာအကြောင်းတစ်ခုကိုအမြင်ပြုပြီးတော့မှဒီစိတ်ကပေါ်လာတရားစိတ်ကဘယ်နေရာမှာရှိနေတာမဟုတ်ဘူးသူရဲ့ခန္ဓာကိုယ်ဒီစိတ်ကူးထဲမှာမြင်မရှိတယ်လို့ပဲစိတ်ကဘယ်နေရာမှာရှိနေတာမဟုတ်ဘူးတို့တော့အကြောင်းတိုက်ဆိုင်လို့ပေါ်လာတာရှိပြီဘယ်နေရာကပြောရတယ်မျက်စိနဲ့အဆင့်အာရုံအနည်းရဲ့နှလုံးသွင်းမှုရဲ့ပေါင်းစုံလိုက်တဲ့အခါမှာဖြစ်လို့ဉာဏ်သိစိတ်ကလေးပေါ်လာတာအဲ့ဒီပေါ်လာတဲ့ဒီဉာဏ်သိစိတ်ကလေးကကြောက်သွားတာချက်ချင်းကြောက်တာစိတ်ကအလုံးဉာဏ်နဲ့ဟောယုတ်ခန္ဓာကိုယ်ကြီးကလူတွေကထင်တယ်ရှိပါလားတော့အသက်50 60 90 80ရှိတဲ့ပုဂ္ဂိုလ်တွေရောဒီယုတ်ခန္ဓာကိုယ်ကြီးအသက်50 60 90ပြည့်အောင်ရှိတယ်ကြောင်းတော့ကြောင်းသွားတာပေါ့တို့တော့လည်းရှိနေတယ်စိတ်ကတော့အဲ့လိုတော့ရှိတာမဟုတ်ဘူးခုဖြစ်သွားတာတွေ့ညာစိတ်ကအလုံးရင်းညာတာမဟုတ်လားအလုံးရင်းညာတာရုပ်ပြတာကဒီပေါင်းတော့ရှာမှာသူ့ဘာလဲလူတွေကငယ်ငယ်လေးတော့သူတွေ10နှစ်လောက်ကြာမတွေ့တဲ့အခါကျရုပ်ကပြောင်းသွားမမှတ်မိဟာ10နှစ်လောက်ရုပ်ကပြောင်းသွားမမှတ်မိအဲ့ဒါ10လောက်ရုပ်ကပြောင်းသွားမမှတ်မိအဲ့ဒီတို့ရတာမှတ်မိရတာအော်ငယ်ငယ်ကရုပ်တိုင်းမပြောင်းသေးဘူးနဲ့ပြောတယ်မပြောင်းသေးတာတော့မရှိပြောင်းနောက်ထပ်ဖြစ်လာတဲ့ရုပ်ဒီအရင်ရုပ်နဲ့တော်တော်လေးပြုလို့ရှိရင်မပြောင်းဘူးပြောနေတာအကယ်၍ရုပ်မပြောင်းဘူးဆိုလို့ရှိရင်ဘုန်းကြီးတို့တွေကခလေးပေါက်ကလေးနဲ့နေမှာပေါ့ရုပ်ကလေးတွေအဲ့ဒါငယ်ငယ်လေးတွေကခလေးပေါက်ကအရွယ်လေးကနေပြီးတော့ဓာတ်ပုံရိုက်ရှိတာ
ဒါကိုရပြီးတော့ရှင်ပြီးတော့လည်းချိန်ကြည့်ထားတယ်မှာဂရိဘောဂတိဒီတွေကတပုံလောက်ဖြစ်နောက်15နှစ်လောက်အမေကျတော့တပုံလောက်ချိန်စိတ်30လောက်ကျတော့တပုံလောက်ချိန်50 60လောက်ကျတော့တပုံလောက်ချိန်80 90လောက်ဆိုတပုံလောက်ချိန်ဆိုတော့ကိုယ်တရားနဲ့တော့အာဖာမြည်ကိုလာမေးอยู่ပါတယ်ဟုတ်ကဲ့အဲ့ဒါတော့ကြည့်အောင်ပွားပါလားနော်အဲ့ဒါရုပ်ကပြောင်းနေတာအဲ့ဒါရုပ်ပြောင်းတာကတော်တော်လေးခြံမှရုပ်ကပြောင်းစိတ်ပြောင်းတာကျတော့ကိုယ်ကိုယ်ခုဖြစ်ဘုန်းကြီးတို့နိုင်ငံများမှာ2005ခုနှစ်ကနယ်သာလန်နိုင်ငံရောက်နယ်သာလန်ရဲ့မြို့တော်ကအမ်စတာဒမ်လို့ခေါ်အမ်စတာဒမ်ဆိုတာမြို့ရဲ့နာမည်တမ်ဆိုတာတော့အာရတိရဲ့ဆယ်မြောင်းကြီးကိုခေါ်အဲဒီအမ်စတာဒမ်မြို့ကိုဆယ်မြောင်းလုပ်ထားတဲ့မြို့ကိုနာမည်ကိုအမ်စတာဒမ်လို့ခေါ်တယ်နယ်သာလန်နိုင်ငံဆိုတာကပင်လယ်ရေမျက်နှာနဲ့နေနေတဲ့နိုင်ငံကိုသူ့ကိုနယ်သာလန်လို့ခေါ်တယ်နယ်သာလန်ပေါ်လာလို့လည်းအဲဒီနယ်သာလန်ထဲမှာဂျာမနီနိုင်ငံနဲ့တရားနေပြီးရှိရတယ်မြန်မာပြည်ကနေပြောလို့ဆိုလို့ရှိရင်အနောက်ဘက်မှာရှိတယ်အဲဒီဂျာမနီနိုင်ငံကိုဒီကနေသွားလို့ရှိရင်ဒေသနဲ့သွား7 နာရီလောက်ရှိရတယ်ဒေသ7 နာရီလောက်ရှာနိုင်စီအောင်အဲဒီ7 နာရီကဒါမှဘယ်မှမဆင်းဘူးကောင်းရင်မှာပဲ7 နာရီကြာအောင်သွားတာ7 နာရီကြာတော့ဟိုရောက်ဗမာပြည်နဲ့နေဝင်ဒီကတော့ကွာတယ်ဆိုဓာတိလိုက်ပါကျွန်းကျူလိုက်ဘုန်းကြီးတို့သွားတဲ့အချိန်ဆိုလို့ရှိရင်4 နာရီခွဲกว่าဗမာပြည်ကသူ့ရဲ့4 နာရီခွဲစောသူက4 နာရီပဲတော့ကြာအဲ့ဒီအချိန်မှာဓာတိဥဒ္ဒပြန်ဗမာပြည်နဲ့သူကတော့လူရည်ကြီးတော့ရောက်ပြီးတော့မြန်မာဆောင်းတော့အေးမနေ့နေထွက်တာတော့9 နာရီခွဲ6 နာရီဆိုနေထွက်တာပဲတို့တော့နေဝင်လာတဲ့ဘယ်ချိန်မှဝင်လို့ဆိုည9 နာရီတောင်နေဝင်တာအခုချိန်ကမဝယ်သေးဘူးနေနေလို့ရှိတယ်ည9 နာရီခွဲတော့နေဝင်တာ9 နာရီညနေ9 နာရီဆိုတော့ဒီဗမာပြည်ညနေ3 နာရီလောက်ရှိတယ်နေကြည့်အဲ့ဒီနိုင်ငံမှာဂျာမနီရောက်မှာနယ်သာလန်ဆိုတဲ့နိုင်ငံမှာတော့တရားစီရင်တော်လည်းပြတ်တယ်လို့တရားကိုအလေးနဲ့ထားပြီးပြောဖို့အဲ့ဒီနိုင်ငံကအမျိုးသမီးတယောက်ဘုန်းကြီးတို့လည်းဆုံလေးဘုရားကအကြောင်းအရာတွေလို့မေးတယ်ဉာဏ်နဲ့သူတို့စီကတော့မေးဖို့မေးတဲ့အလေးထားတာရှိဗမာတွေကတော့မေးပြီးမေးတာအဲ့ဒီလိုမရှိဘူးဟုတ်တယ်သူတို့စီကျတော့တိတ်အမေးဉာဏ်ထုတယ်အဲ့ဒီအမ်စတာဒမ်မြို့မှာဘုန်းကြီးတို့တင်နန်းပြီးလို့အလွတ်တွေ့တဲ့အချိန်မှာအမျိုးသမီးတယောက်ကဒီသူ့လေးဘောကအမှတ်သားစရာအမှန်ကောင်းအဲလိုလေးတော့ဆိုအရှင်ဘုရားတို့ခေါ်ရတဲ့မှာမြတ်စွာဘုရားကစိတ်ဟာတဲ့ momentary ခဏလေးပဲဖြစ်ပြီးတော့ခဏလေးပဲပြတ်သွားတယ်အနောသင်ညာနဲ့နှုံးတဲ့လက်ရှိဒီအတွင်းမှာဂရေကလေးအောင်ဖြစ်တယ်လို့ဆိုတာဟုတ်နော်စိတ်ဟာအလုံးညာရဲ့ဖြစ်ပြီးတော့ပြတ်သွားတယ်လို့ခေါ်တယ်တစ်ခါတည်းစိတ်ကိုဖြူစင်အောင်ထားရမယ်လို့ခေါ်တယ်။ဒါတော့ဉာဏ်ဉာဏ်ကြီးပြတ်သွားတဲ့စိတ်ကိုဘယ်လိုလုပ်ပြီးတော့ဖြူစင်အောင်လုပ်မလို့ဟုတ်တယ်။ဟုတ်တယ်။အဲ့ဒါကဝိညာဉ်နဲ့ခန္ဓာစိတ်ကလေးလူတွေပြောနေတာစိတ်ကြောင်ပြောနေတာအများနဲ့အဲ့ဒီစိတ်ကလေးကိုဘယ်လိုဖြူစင်အောင်ထားမလို့ဘုန်းကြီးမေးတော့ဟုတ်တယ်ကျန်စာကစိတ်ဆိုတာအလုံးဉာဏ်နဲ့နှောင်းနဲ့ဖြစ်ပြီးတော့ပြတ်သွားတယ်ချက်ချင်းပေါ်ချက်ချင်းပြတ်ဖြူစင်အောင်ထားရမယ်ဆိုတာလည်းကျန်စာကဟောတာမှန်တယ်အေးဖြူစင်အောင်ထားတယ်ဆိုတာပြတ်သွားတဲ့စိတ်ကိုဖြူအောင်လုပ်တာကိုပြောတာမဟုတ်ဘူးစိတ်မှာဖြစ်เสียအကြောင်းတရားတွေရှိတယ်အကြောင်းတရားကိုမြင်ပြီးတော့ဖြစ်တာဥပမာနဲ့အာယုလေးတစ်ခုကိုမြင်ပြီးတော့မှမြင်ပြီးစိတ်ဖြစ်တယ်အတန်ကိုကြားမှကြားပြီးစိတ်ဖြစ်တယ်နှာခေါင်းနဲ့ရှုရမှနားပြီးစိတ်ဖြစ်တယ်နေရာနဲ့နေရာမှာနေရာပြီးစိတ်ခန္ဓာကိုယ်ကြီးပြီးမှဖြစ်ပြီးစိတ်ဆိုတာဖြစ်တယ်စိတ်ကူးရဲ့အကျဉ်းကြီးတဲ့အခါမှာအကျဉ်းကြီးစိတ်ဆိုတာဖြစ်တယ်အကြောင်းတရားတွေစိတ်ဖြစ်ဖို့အကြောင်းတရားတွေရှိတယ်အဲ့ဒီအကြောင်းတရားမရှိဘဲနဲ့စိတ်ဆိုတာမဖြစ်ဘူး
အောင်လုပ်ရမယ်ဆိုတာအကြောင်းရမှာနှစ်မျိုးရှိတယ်ယောနိသောမနတိကာရအာရမိသောမနတိကာယောနိသောမနတိကာရဆိုတာ voice attention စဉ်းစားတာမှန်မှန်ကန်ကန်နေမှစဉ်းစားတတ်တာတမျိုးအာယောနိသောမနတိကာရ unvoice attention နောက်ထပ်နည်းနည်းစဉ်းစားတာတမျိုးနေမှစဉ်းစားဖို့ proper attention နိုင်တော့မှန်အောင်အတွေ့အကြုံမျိုးရှိတယ်လို့ယောနိသောမနတိကာရနဲ့စဉ်းစားလိုက်လို့ရှိရင်စိတ်ကလေးကဖြစ်လာတဲ့စိတ်ဟာအကောင်းဖြစ်တယ်။အာယောနိသောမနတိကာရနဲ့ပြေးလိုက်တယ်ဆိုလို့ရှိရင်အကောင်းဖြစ်တယ်။ဆိုတော့လူတယောက်ကိုယ်နဲ့မတည့်တဲ့လူတယောက်ကိုယ်နဲ့ဉာဏ်ဖြစ်ထားတဲ့လူတယောက်ကဲပြေးလိုက်ဒီလူကတော်တော်ဆိုးလာတယ်။ဒါမှလည်းစော်ကားမောင်မှာပြောတယ်စိတ်ကိုတိတ်ရုပ်ထားလို့တွေးတယ်သူ့အကြောင်းကိုအဲ့လိုတွေးလိုက်တယ်စိတ်ဆိုးမလားမလားအဲ့ဒီချိန်တွေ့ရမှာကောင်းတာတွေကိုတွေးလိုက်စိတ်မဆိုးဘူးလားအေးမကောင်းတာတွေကိုတွေးလို့စိတ်ဆိုးလားအဲ့လိုမတွေးဘူးဒီလိုဘယ်လိုမှမရောက်သေးပါဘူးဒီကတော့ဒီကောင်းမှာသူအထင်မြင်လွဲနေလို့ဖြစ်မှာလားဒီနေရာချင်းဘယ်လိုကောင်းတဲ့လူပဲလို့တွေးလိုက်ရင်သူစိတ်ဆိုးသေးလားဆိုးပါဘူးမဆိုးတော့ဘူးကဲစိတ်ဆိုတာအကြောင်းတရားပေါ်မှာမူတည်ပြီးတော့အဆိုးနဲ့အကောင်းဖြစ်တာပေါ့လားအေးစိတ်ကိုဖြူအကြောင်းတရားပေါ်မှာမူတည်ပြီးတော့အဆိုးနဲ့အကောင်းဖြစ်တာပေါ့လားအေးစိတ်ကိုဖြူစင်အောင်လုပ်တယ်ဆိုတာလို့အာယောနိသောမနတိကာရခဲရှားပြီးတော့ယောနိသောမနတိကာရဆိုတဲ့အကြောင်းတရားဖြစ်အောင်လုပ်ပြီးခြင်းဖြင့်နောက်ဖြစ်ပေါ်လာတဲ့စိတ်တွေကဒေါသဖြစ်တဲ့အစာမေတ္တာတွေဖြစ်လာအဲ့ဒါစိတ်ဖြူစင်သွားတာပေါ့လို့အဲ့ဒီ condition လို့ခေါ်တဲ့အကြောင်းတရားတွေကလိုတဲ့မှာရှိတယ်ကိုလိုလိုရတယ်ရှိတယ်ဟုတ်တယ်ပြတ်သွားတဲ့စိတ်ကိုကိုလိုလိုရတယ်ဆိုတော့သင်စားတဲ့ဥပမာလေးတစ်ခုပြောင်းတဲ့နည်းလေးထုံးပြည့်ရဲ့အဲ့ဒီပြောင်းတဲ့နည်းလေးကိုသင်ကနေပါတဲ့နည်းကိုပြန်ယူလို့ရတယ်အဲ့တော့ဘာမှဒီပြန်ယူလို့ရအလားတူနည်းတစ်ခုလာချက်နိုင်တယ်ဟုတ်လားအေးဆိုသူကပြတ်သွားတဲ့စိတ်ကဘာမှပြန်လာတော့မှမဟုတ်တော့တစ်ခါတည်းပြတ်သွားနောက်ဖြစ်လာတဲ့ဟာအကောင်းဖြစ်အောင်လုပ်ဖို့လိုတယ်အဲ့ဒါကိုစိတ်ဖြူစင်အောင်လုပ်တယ်လို့ condition ဆိုတဲ့အကြောင်းတရားတွေတို့ရဲ့အမှာရှိတယ်အာရုံနဲ့ကောင်းတဲ့ဒီကာရဆိုတဲ့မပြတ်မတဲ့နှလုံးသွင်းတာတွေကိုတို့ဆက်ပြီးတော့နှလုံးသွင်းတယ်ယောနိကောင်းတဲ့ဒီကာရဆိုတဲ့အသိအသိနှလုံးသွင်းခြင်းဖြင့်ပြောင်းလဲလိုက်လို့ရှိရင်ညင်နွမ်းနေတဲ့စိတ်လောဘစိတ်ကအာရောဂဖြစ်သွားတယ်ဒေါသစိတ်ကအာရောဂဖြစ်သွားတယ်မောဟစိတ်ကအာမောဟဖြစ်သွားတယ်စိတ်ကလေးဟာလောဘနဲ့လည်းရှင်တယ်ဒေါသနဲ့လည်းရှင်တယ်မောဟနဲ့လည်းရှင်တယ်အာရောဂအာရောဂအာမောဟဆိုတဲ့ဆန့်ကျင်ဘက်တွေရှင်တယ်လောဘဖြစ်ရင်စိတ်ကမြင်တယ်အာရောဂဖြစ်ရင်စိတ်ဖြစ်တယ်ဒေါသဖြစ်ရင်စိတ်ကမြင်တယ်အာရောဂဖြစ်ရင်စိတ်ကဖြစ်တယ်မောဟဖြစ်ရင်စိတ်ကမြင်တယ်လို့ခေါ်တယ်အာမောဟဆိုတဲ့အဋ္ဌဉာဏ်လေးနဲ့စိတ်ကဖြစ်တယ်လို့ခေါ်တယ်မြတ်စွာဘုရားဟောလို့တာကဒီလိုပါအားလို့ရှင်းပြသူဘောပေါက်နော်အေးအဲ့ဒီနေသာမနိုင်ငံမှာတော့ထူးခြားတဲ့အမျိုးသမီးကြီးတယောက်ရှိတယ်အသက်90နဲ့နှစ်ရှိတယ်သူကအဲ့ဒီနိုင်ငံမှာခေါင်းဆောင်ဘုန်းကြီးတို့နှစ်စဉ်တဲ့အခုဒီ2009ခုတော့ဘုန်းကြီးကအဲ့ဒီမှာကိုကျမ်းမာရေးနဲ့အကြောင်းတစ်ခုပေါ့
အဲ့ဒီလိုအလုပ်တွေကလည်းများတော့တစ်ထောင်အောင်လာမလာနိုင်ဘူးလို့ပြောတာအဲ့ဒါ2008ကျတော့တခါစမ်းရည်ကောင်းတယ်ပြန်ရအောင်ပေါ့အဲ့ဒီမှာမျိုးသမီးကောင်းတာဘယ်လိုလဲဆိုတော့ဂျောတိကာအာဆန်တော့ခေါ်ဂျောတိကာဆိုတာဗမာလိုတော့ဇောတိကာပေါ့ဒီလိုက်ရှင်ဘုရားတို့သူ့ဇောတိကာလို့ခေါ်တာနော်သူ့ဘွဲကဇောတိကာသူ့ရဲ့မူရင်းနာမည်ကအာဆန်ဂျောတိကာအာဆန်တော့ခေါ်တယ်ဒက်ရှ်ဒီလိုပေါ့နေတာဆိုတာဒက်ရှ်ဒီလိုဒက်ရှ်ထားပြောအဲ့ဒီမျိုးကြီးတဲ့အခုလည်း84နှစ်ရှိပြီသူကခေါင်းဆောင်ပြီးတော့ပြင်လို့ရှိတာသင်္ကန်းပို့ချတာအမ်စတာဒမ်မြို့နဲ့ဗန္နာမကမှာနာဒန်ဆွဲမြို့လေးရှိအဲ့ဒီနာဒန်မြို့ကတစ်တော်ကြီးကတီယိုဆိုပြီးတဲ့ဟောဆိုတီယိုဆိုပြီးအတင်းကြီးကနေပါတဲ့အဆောက်အဦကြီးရှိတယ်တကယ်တော်ကြီးတယ်အဲ့ဒီကလူတယောက်ကိုမေးတဲ့အခါအဲ့ဒီတော်ကြီးကသူကဒီစရာကိုပြောတာပေါ့ဒီတော်ကြီးထဲမှာနေနိုင်တဲ့ပုဂ္ဂိုလ်ကတစ်သေးရင်ဖြစ်ရတယ်၊နွားရင်ဖြစ်ရတယ်။တစ်သေးမှနေနိုင်တာအဲ့တော်ကြီးအဲ့ဒီတီယိုဆိုပြီးဆိုတာဘုရားဟောတော်ပေါ့လေအဲ့ဒီတီယိုဆိုပြီးဟောကြီးကိုဖေးမှားတာလို့အနည်းကကြုံလာပြီးတော့ဘုန်းကြီးတို့သွားတဲ့အခါမှာအဲ့ဒီထဲမှာသင်္ကန်းပို့ချတဲ့အခန်းလုပ်ထားတယ်ဘုန်းကြီးတို့ဒီလိုအခန်းလုပ်ထားတယ်နောက်မျိုးသမီးတွေအဆောင်တတ်ထားထားတယ်။သမီးကြီးရဲ့အဆောင်တတ်လုပ်ထားတယ်အဲဒီမှာမှားတာဆောင်သုံးတော်မှာမှားတာအဲဒီမျိုးသမီးရဲ့ခေါင်းဆောင်ပြီးတော့အပြီးတော့ဒီမှာတက်ကြတာစိတ်ကြောင်းရုပ်ကြောင်းတို့ဒါတွေကိုရှင်းလင်းကြဘုရားတရားတော်ကိုသူတို့သိအောင်ကြိုးစားတယ်အဲဒီမျိုးသမီးကြီးကကတ္တရိသီလရှင်ခရစ်ယာန်သီလရှင်ဘဝအနှစ်20လောက်လာတယ်လူတရားရှင်ဘဝကနေခဲ့တဲ့နန္ဒရီခေါ်တာပေါ့အမျိုးသမီးတရားရှင်တွေခရစ်ယာန်တရားရှင်တွေနေတဲ့ချောင်းကိုလိုက်ဖို့လို့ဘုန်းကြီးရောက်ခဲ့တယ်သူကလည်း20လောက်လောက်ခဲ့တာတရားရှင်ဘဝနောက်တော့အဲဒီဘုန်းကြီးကဘာနဲ့တွေ့ပြီးတော့ကမ္မထာအားထုတ်ရတာနေပြီးတော့တရားတွေ့ပြီးတော့ဘုရားဘာသာဖြစ်သွားတာအဲ့တော့တရားမတွေ့လို့ရှိရင်ဘုရားကဘုရားဘာသာဖြစ်တော်တယ်တရားမတွေ့ဘူးဆိုလို့ရှိရင်ကိုယ်ဘာသာကောင်းလို့ဒီဘာသာကောင်းလို့မဖြစ်ပေဘူးလားဒါကြောင့်မို့လို့တရားမြင်ဖို့ကသိပြီးတော့အရေးကြီးပါတယ်နော်အဲ့ဒီမျိုးကြီးကတရားမြင်ပါတာနဲ့တရားနဲ့အလုံးကိုဘုရားဘာသာတရားကိုရှင်းတာလို့အခုပြီးခဲ့တဲ့လူတွေမှာကသစ္စာဘုရားကဘုန်းကြီးတို့စီနာပြီးတော့မလေးရှားကအခွင့်အရေးရောဂျာမနီကအခွင့်အရေးရောဩစတြေးလျအခွင့်အရေးရောသုံးကပဋ္ဌာန်းလာပြီးတော့ပြင်ပါမယ်ပဋ္ဌာန်းကြီးအောင်လို့ကတင်းနေတာဟုတ်တယ်ပဋ္ဌာန်းဆိုတာအကြောင်းတရားအကျိုးတရားတွေအများကြီးပဲပေါင်းစပ်တာအဲ့ဒီအကြောင်းတရားတွေကြောင့်လို့သဘာဝတရားတစ်ခုပြောတာနော်အဲ့လိုစိတ်အကြောင်းစိတ်ဆိုတာခဏလေးဖြစ်ပြီးတော့ခဏလေးပြတ်သွားတာဆိုင်ရာအကြောင်းတရားကဒီစိတ်ဆိုတာဖြစ်ရတယ်အဲ့တော့စိတ်ဖြစ်လာတာဟာလည်းတည်မြဲတဲ့အရာပေါင်းတွေကြောင့်ဒုက္ခပဲဒုက္ခဆိုတာဒီကောင်းတဲ့နားတဲ့ဆင်းရဲတဲ့ဒုက္ခမျိုးကိုပြောတာမဟုတ်ဘူးဖြစ်ပြီးတော့ပြတ်သွားတဲ့သဘာဝတရားကြီးရဲ့အနှိမ့်ဆက်ကိုခံရတာလို့ဒီလိုပြောတာဟုတ်တယ်ဒါမို့ဒုက္ခဘယတ်ဥဒေယကရပိလနာဖြစ်ချင်းတဲ့ခြင်းကနေပြီးနှိမ့်ဆက်နေလို့ဖြစ်ချင်းပြချင်းဖြစ်လာတယ်ပြတ်သွားတယ်ဖြစ်လာတယ်ပြတ်သွားတယ်ဆိုရင်ဒီသဘာဝတရားကြီးရက်လို့မရအောင်နှိမ့်ဆက်ထားပြီးပြတော့အဲ့ဒီတရားတွေကိုဒုက္ခလို့ခေါ်တာဟိုဘောင်းတိုင်းလို့ခါတိုင်းလို့ဒုက္ခအဲ့ဒါကာယကဒုက္ခဒီတိုင်းကြီးတဲ့ဒုက္ခဟုတ်တယ်အေးဒါကြောင့်ဘုရားဆောရကယောဂိကမေဝိညာဏတာဩဘာရောဒုက္ခတွေရောဩဘာရောဒိဋ္ဌိဝိသနာယနဝိညာဏကအတိစိတ်လေးရဲ့ယောဩဘာရောမိမိတဏ္ဍာမှာဖြစ်ပေါ်လာမှု၏အတ္တိရှိပြီးတော့ဒီဝိညာဉ်ဆွဲဒီစိတ်လေးရဲ့ဖြစ်ပေါ်လာမှုသည်ဒုက္ခနဲ့ဆင်းရဲတဲ့ဥပါရောဖြ
ဖြစ်ပေါ်၍လာခြင်းပါလေယောဂနဲ့ယောဂဝေဒနာတွေဖြစ်ပြီးရှိလာခြင်းပါလေစကားရဏတာအိုခြင်းတည်ခြင်းရဲ့ပါဠိဘာဝချင်းရှားဖြစ်ပေါ်လာခြင်းပါလေဟူ၍ဘဂဝါစေဘုံတော်တဲ့ခင်ရှင်တော်မြတ်တရားဤအဝါစာကောင်းစွာမသိဟောကြားတော်မူခဲ့ပါ၏တည်းအဲ့ဒီလိုဉာဏ်ကိုဓမ္မဉာဏ်နဲ့ခေါ်တာနော်အဲ့ဒီလိုဓမ္မမှာမမြင်လို့ရှိရင်ဘုရားကိုမြင်ရတော့ဘူးဘုရားကိုမမြင်လို့ရှိရင်ခေါင်းကသူ့နဲ့ခတ်ပြီးခွေးလို့ဖြစ်တဲ့ပုဂ္ဂိုလ်မှာတကယ်ရဟန္တာလို့ပြောဖြစ်အောင်ပါပဲဒါကြောင့်ဘုရားတော်များတဲ့ကိုရဏယောဓမ္မံပတ္တိသောမံပတ္တိယောမံပတ္တိသောဓမ္မံပတ္တိဝေဒရိစေဝေကရိယောဇေပုဂ္ဂိုလ်ဓမ္မံဒီရောပတ္တိနိတိသောတုဓမ္မဘုညေပုဂ္ဂိုလ်ဓမ္မံမင်္ဂလောပတ္တိနိမင်္ဂလောပတ္တိပြုမြင်တဲ့ပုဂ္ဂိုလ်အားလည်းယောဇေပုဂ္ဂိုလ်မင်္ဂလောပတ္တိပြုမြင်တော်သူငါကိုပြုမြင်တဲ့ပုဂ္ဂိုလ်အားလည်းဓမ္မကိုပတ္တိပြုမြင်ပါ၏ဤဘဂဝါစေဘုံတော်နဲ့ခင်ရှင်တော်မြတ်တရားသည်အဝါစာကောင်းစွာမသိဟောကြားတော်မူခဲ့ပါ၏တည်းဓမ္မမြင်တယ်ဆိုတာဓမ္မမြင်မှအမှန်မြင်တယ်လို့ခေါ်တာနော်ဓမ္မမြင်လို့အမှန်မြင်အမှန်တရားမှန်ကန်တဲ့အမြင်လို့ခေါ်တယ်မှန်မှန်ကန်ကန်မြင်တဲ့အခါမှာဖြစ်လို့ဆိုရင်အတွေ့အကြုံမရှိဘူးအတွေ့တော့ဘူးပေါ့အမှန်မှန်မြင်တဲ့အတွက်ကြောင့်တွေ့နေတာအမှန်မြင်လို့ရှိရင်ဒီဝိလာဒီဝိလာလို့ရှိရင်အတွေ့အကြုံသိရသွားတယ်အတွေ့အကြုံသိရသွားတာနဲ့လည်းစိတ်ကလေးဟာလောဘဒေါသမောဟဆိုင်သိရတာတွေနဲ့လွတ်သွားအဲဒီစိတ်ကလေးလွတ်သွားခြင်းဒီလည်းထိုလွတ်ရောက်သွားတဲ့စိတ်ကလေးဖြင့်နိဗ္ဗာန်ကိုဆက်ရောက်သွားတယ်အဲဒီကြမှာဘုရားတော်သူတော်စင်တို့ရဲ့မြော်မာယာရှိတဲ့ထာဝရအနည်းတဲ့ကိုရမ်းပါဒါကြောင့်ဒီကလေးကဘုရားရဲ့ဆောင်မတော်မူတဲ့ဓမ္မမြင်မှတရားမြင်မှဘုရားကိုမြင်ပြီးဆိုတဲ့တရားပြည်တယ်ပြည့်စုံပါပြီအာလုံးနိဗ္ဗာန်ကိုကိုယ်စီကိုယ်ကမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း